မောတတလေးနဲ့ဆောင်းနော်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပဲအားလုံးမတ္တကလေးတွေရမယ်တေချာလေးရမယ်အကုန်လုံးဒီတစ်ခေါက်မတ္တရမယ်နောက်တစ်ခေါက်မှထိုင်မယ်နောက်တစ်ခေါက်ထိုင်ပြီးပြီးပြီမိုးလေးမှတစ်ခေါက်ထိုင်ရတော့မှာပြေချင်းရထိုင်ရတာပြင်းနေမှာဆိုလို့မတ္တရတာနာယီနဲ့လျှော့ရမှာပေါ့နော်တေချာလေးပစိုးလေးတွေလုံကြီးလေးတွေကိုတေချာလေးပြန်ပြီးဝင်မယ်နော်လုံကြီးလည်းတင်းမထားနဲ့အားပြီးရက်နေတယ်လို့လေးပဲလွတ်လွတ်ခါခါလေးရက်ပြီးရင်လည်းပြန်မပြင်းတော့နဲ့နော်ခြေထောက်ကလေးတွေကိုချီမခြင်းလေးကြည့်မယ်ပေါင်ခြင်းလည်းဇွတ်ကမ္မထာနဲ့ကိုယ့်ရဲ့ခန္ဓာအားနဲ့ကြည့်မယ်နော်ရနိုင်တယ်လို့ရမယ်မရနိုင်တဲ့လူကတဏှာကြီးပြည့်တာနဲ့ပြန်ဖြုတ်ခိုင်းလိုက်မယ်နော်တေချာလေးရက်မယ်နော်ခြေထောက်ထားပုံလေးမှန်ရမယ်ခြေထောက်ကြီးပေါ်မှာလည်းအားပြုမထားနဲ့ကြက်ပြီးရပုဂ္ဂိုလ်တဲ့ခြေထောက်ကြီးနှချောင်းပေါ်မှာမှန်လေးပဲလွတ်လွတ်ခါခါလေးပဲနော်တေချာလေးရက်မယ်နော်ခြေထောက်ကြီးကြီးကတ်မထားနဲ့မိကြီးကကြီးနဲ့ထိုးလို့ဖြစ်လာလိမ့်မယ်နော်ဖဏောင်ကြီးလည်းမထိစီနဲ့ချီမခြင်းလည်းမထိစီနဲ့မှန်လေးပဲနော်စင်မြေလိုတေချာလေးရက်မယ်တေချာရက်လဲတယ်လို့ရိမ့်တယ်လို့ဖြစ်လာလိမ့်မယ်နော်လွန်ကြီးလည်းတောင်းမထားနဲ့လဲဘင်းကိုလည်းလွတ်လွတ်ခါခါလေးပဲနော်မှန်လေးပဲခါးကြီးကိုလည်းလွန်ကြီးထိန်ထားရတဲ့သဘောမရှိနဲ့လက်ကိုလည်းလွတ်လွတ်ခါခါလေးနော်လက်ကလေးနှချောင်းကိုလည်းချလျှော့ပြီးချထားလိုက်တယ်သူ့လိုပဲသဘောလေးမိမိအိမ်မှာတကားတကယ်ချင်းနေတဲ့စကားပြောတော့မေ့မျောပြီးရက်နေတော့ဝေဒနာတန်မှန်းတော့မသိဘူးဘယ်မလဲတေချာလေးရက်မယ်နော်ဟောကကလေးနဲ့ကတ်လိုက်ပါမယ်ဟောကကလေးကပထမတေချာလေးစစ်မယ်မိမိတို့ခြေထောက်နှချောင်းကနေပြီးတော့စပြီးတော့ကြည့်သွားမယ်မိမိအာယုံထဲမှာဖော်တတ်တာကဒါဆိုတော့ခေါင်းနဲ့ကိုယ်တွေလဲမှာကိုယ်လုံးကြီးလဲမှာကြောက်တာရဲ့ခြေထောက်နှချောင်းရဲ့ပဲအားကရှိတော့တာဘဝတစ်ခုရလာတာကြည်သန်းရဲတည်မှုတစ်ခုရပြီတဲ့မိမိရဲ့ခြေထောက်နှချောင်းလေးရထားတာဘယ်ပဲခြေထောက်ကလေးကပြင်းရင်တလို့လို့ညာဘက်ခြေထောက်ကလေးကအာမရလို့ပြင်းရင်တလို့လို့လေးဖြစ်လာလိမ့်မယ်နော်စိတ်ကလေးကပြောင်းလာလိမ့်မယ်ဟောဝေဒနာတဘောလေးကလည်းညင်အောင်တလို့လို့လေးတက်လာတဲ့တဘောလေးတွေ့မယ်ကျင်တတ်တဲ့တဘောလေးတွေတွေ့လာလိမ့်မယ်မရက်ဖူးလေးတဲ့ပုံကိုယ်တွေကတေချာလေးခြေထောက်ကလေးကိုစိုက်ကြည့်မယ်မိမိရဲ့ဖနှောင်းကပဲစပြီးတက်လာမလားခြေပြားကပဲတက်လာမလားမရက်ဘူးတော့လဲများလဲမလားဆိုတော့ကြောင်းကြားစိတ်ကလေးကတော့ပေါ်လာတတ်တယ်နော်လက်ကပဲလေးလာတလို့လို့စိတ်ကပဲလေးလာတလို့လို့နှာခေါင်းလေးကလေးလေးရှူတာလေးကိုပြန်ကြည့်လိုက်သူကသွန်းတက်တဲ့ကန်တက်တဲ့အာနာပါနာလည်းမဟုတ်ဘူးတဲ့လေးလာတတ်တဲ့သဘောရှူလေးလေးကဆောက်တော့လေးလေးဝင်လိုက်ရင်လေးပြီးတော့လာတာဟောလေးတက်တဲ့သဘောသူ့လိုပြလာတယ်ခြေပြားနှချောင်းကလည်းဝေဒနာကမလာသေးဘူးနော်ညောင်းတယ်လို့ဒူးလေးကဩဘယ်ဘက်ဒူးလေးကသုံးတယ်လို့လေးဖြစ်လာတယ်ကြည်သားဒူးလေးကတစ်ဖက်ကသုံးညွတ်နေတဲ့သဘောလေးတွေ့လာတယ်ဩညာဘက်ကတော့အားတယ်လို့တင်ညာပေးတာတော့မိမိအားတယ်လို့တင်ညာပေးတဲ့ဘက်ကိုပြန်ကြည့်လိုက်သူကဝိတ်ကိုပိုထမ်းထားရတာအမြဲတမ်းအားပြုတယ်ညာဘက်လက်ညာဘက်ခြေတော့တန်ရာဘက်ကအားပြုထားတော့သူ့ကြတော့မသိတာဘူးတဲ့ပင်မန်းမန်းဩခြေတော်နှချောင်းတော့မိမိမတူဘူးကြည်သားကိုခြေတော်နဲ့ကိုတစ်ဖက်ကပူတယ်တစ်ဖက်ကထုံတယ်ဝေဒနာဖြစ်ပုံကိုကြည့်မယ်နော်ငါဘယ်တန်းနဲ့တင်မှာတော့မိမိကိုယ်တိုင်စစ်ကြည့်လိုက်နှစ်ဖက်လုံးထုံရမှာတစ်ဖက်ကထုံတယ်တစ်ဖက်ကကျင်တယ်တဲ့ပေးထားတဲ့တင်ညာကမမြဘုံကိုမိမိကပြန်ပြီးသုံးတတ်သွားမယ်တဲ့တဖြည်းဖြည်းနဲ့ကြည်သားယုတ်ကြီးရလာတာတစ်ဖက်ကညောင်းတယ်တစ်ဖက်ကကြိုက်တယ်တဲ့တင်ညာပေးထားတာနော်တင်ညာကိုမိမိကြည်သားဥပ္ပဒဏ်နေနဲ့ဆွဲလာတော့လဲပြီးတော့ယုတ်ကြီးကထိုင်မိုင်းနေတဲ့သဘောလေးတွေ့လာလိမ့်မယ်နော်လဲတလို့လို့လေးစိတ်ကထင်းလာလိမ့်မယ်ရိမ့်ပြီးလာလိမ့်မယ်ဟိုဘက်ရိမ့်နေကြလို့စိတ်ကလေးကိုပြန်ပြီးထိန်းပြီးမျောနေတဲ့ပုံရှိတယ်
ဘယ်လိုလုံးမလဲတဲ့အာနာပါနာလေးဖြည်းဖြည်းချင်းလေးသူ့လိုလိုလေးပဲတွန်းတယ်လဲကန်တယ်လဲကန်တယ်လဲတွန်းတယ်လဲနဲ့ပြောင်းနေရင်အောက်ကနေပူတယ်လို့လို့ညောင်းတယ်လို့လို့တဲ့သဘောလေးတွေပြလာလိမ့်မယ်နော်ပေါင်ကပဲတောင်းလာတယ်လို့လို့လက်ကလေးတွေကလေးလာတယ်လို့ဖြစ်နေမယ်နော်လက်ကဝိတ်ကနေပြီးတော့အောက်မှာကျိုးချင်းချီထားတယ်လို့လေးလာတဲ့သဘောလေးပဲမလုံးနဲ့လေးလာတဲ့သဘောတွေ့လိမ့်မယ်၎င်းကွက်ကလည်းထက်ကိုပေါင်ကြီးထိလေးပြီးနောက်ကကြောကလေးတာပေါင်ရဲ့နောက်ကကြောကနေထက်ကိုတက်ပြီးအောက်ကိုဆင်းပြီးနှောင်းလာတဲ့သဘောပဲတဖြည်းဖြည်းနဲ့ကွန်ကရစ်ကင်တယ်လို့သူ့လိုချုပ်လာလိမ့်မယ်နော်ရုပ်ကြီးကိုသူကချုပ်သွားတဲ့သဘောကိုပြသွားတာမိမိကငါထုံးသွားတယ်ထိုင်းသွားတယ်လို့ထင်တတ်တဲ့ဥပဒံဆွဲကြာရက်တော့တောင်းတတ်တဲ့သဘောကနေတောင်းရင်နဲ့မိမိကတင်ညာပေးမရတော့ပဲနဲ့ဩလှုပ်လို့လည်းမရတင်ညာပေးလည်းမရအောက်က6တောက်ဆိုတာကြီးပြောက်ပြီးတော့ဘယ်မလဲ6တောက်လို့တင်ညာလေးဖယ်ပြီးတော့ပူမှုလေးတွေကိုကြည့်တာမယ်နော်ခြေပြားလေးကပူးလာတဲ့ပူဖနှောင်းကတော်၎င်းညောင်းနေရင်ညောင်းတဲ့သဘောလေးကြည့်ပါမယ်ငါ6တောက်လို့သွားဆွဲမထားနဲ့ဆွဲဖြုတ်ထားမယ်6တောက်ကစပြီးပေါ်ထိတပြေးပြေးနဲ့ဆွဲမှာနော်ဆွဲကိုဖြုတ်ပုံကိုလာလိုက်မယ်နားမလေးနားလေတဲ့စကလုံးနဲ့ရအောင်ဖြုတ်သွားမယ်မိမိပူတဲ့စိတ်ကလေးကိုကြည်လာခြေပြားလေးကပူးလာလိမ့်မယ်ပေါ်ကတာလေယူနေတာတွေးချင်ရတွေးပူးနေတာတော့မြင်တာပဲဘယ်ပဲတွေးငါ6တောက်လို့သွားမဆွဲနဲ့ပူတတ်တဲ့သဘောလေးပဲသိလိုက်ပါပူတယ်နဲ့တင်ညာပေးတယ်ပူတယ်ဆိုတော့သဘောလေးပဲသိလိုက်မမှန်နဲ့ဆိုတာမှတ်တယ်နော်မမှန်နဲ့ဆိုတဲ့ကမှတ်တယ်ကပြင်းညက်ကြီးအဲ့ပုံကိုလကားပဲမမှန်နဲ့ပူးနေတာကြီးသိတဲ့တည်းနဲ့မှတ်เสียလိုသေးလားမမှန်နဲ့သူ့တဘောသူဖောက်ပြန်ပြနေတာကြီးမြင်မာလေးနဲ့မမှန်နဲ့မှတ်เสียမလို့ပူးနေတဲ့တဘောကလည်းထုံနာကိုပြောင်းသွားတယ်ကြည်တန်းထုံတယ်လို့တင်ညာပေးတာထုံတယ်ထုံတတ်တဲ့တဘောပဲမှာလဲထုံနာလေးပဲကြည်6တောက်ကမရှိဘူးတဲ့ထုံနေတာပဲရှိတယ်ဘယ်မလဲ6တောက်လားထုံတာလားမိမိကဆွဲတာငါတတ်တာလို့ပါတဲ့ငါမပါပဲနဲ့ထုံနေတတ်တဲ့တဘောလေးတည်လိုက်ပေါင်ကြီးကတောင်းတယ်လို့ဖြစ်လာတောင်းနေတဲ့တဘောပဲကြီးတဘောလေးပဲကြီးတောင်းနေညောင်းတယ်လို့ပြောတာညောင်းတယ်တောင်းတယ်ဆိုတော့တဘောလေးတွေပဲလိုက်ကြည့်သွားမယ်တဘောလိုက်ကြည့်တော့ဘယ်မလဲ6တောက်လားတောင်းတာလားတောင်းတာပါတဲ့တင်ညာပေးတာကတောင်းတာဆွဲတာက6တောက်တခြားစီဖြစ်နေတယ်နော်နာမည်နဲ့မိမိနဲ့ဖြစ်နေတာနဲ့တခြားစီဖြစ်နေတယ်မိမိဖြစ်နေတာပဲပြန်ရှုဖြစ်နေတာကထုံတယ်နဲ့ညင်းနေတာစိတ်ကထုံတာပါကြိုက်တာပါလို့တင်ညာပေးတယ်ကဲကြိုက်တာကဘယ်မှာလဲကြိုက်နေတာပဲကြည်ခြေတော်ကြီးကိုမကြည့်နဲ့မမှန်လေးရှုပြီးခြေတော်ကြီးတောင်းပေါင်တစ်ချောင်းကတောင်းလာတဲ့သဘောတွေ့လိမ့်မယ်နော်ခြေစလုံးကနေတကောက်ကကနေတောင်းနေတဲ့သဘောလေးတွေ့လာတာတပြေးပြေးနဲ့ကြာရက်တော့တကောက်ကနေပြီးတော့ပေါင်ကချွေးစီးကြခြင်းတလို့လို့ညောင်းလာတလို့လို့ခန္ဓာကြီးကပြလာညောင်းတယ်တဲ့ညောင်းတဲ့သဘောလေးပဲကြည့်သွားမယ်သဘောပြန်ကြည့်သွားမယ်သဘောပြန်ကြည့်ရင်ရုပ်ဒီမှာလူပြောက်သွားလိမ့်မယ်ဘယ်မလဲ6တောက်မပါဘူးသဘောလေးပဲကြည့်တောင်းတဲ့သဘောလေးပဲသိပါတောင်းပြီးတင်းနေတဲ့သဘောလေးသိမယ်သူ့သဘောသူပြနေတာငုတ်တုတ်ထိုင်မှဓာတ်၄ပါးမှတ်လို့မတ်တက်ရတော့လေဓာတ်၄ပါးပါလားတဲ့တင်မလင်ခေတော့လဲ၄ပါးထားတော့လဲ၄ပါးပဲဘယ်မှလဲဣရိယာပုတင်မျိုးကဓာတ်၄ပါးစီဖြန့်ထားတဲ့သဘောပဲလို့မှန်ကိုလည်းသိတော့တာနော်တောင်းနေတဲ့တင်းနေတဲ့သဘောတွေပဲလိုက်ကြည့်မယ်ကျန်တာဘာမှမကြည့်နဲ့6တောက်လို့ဆွဲမထားနဲ့ပိုးနေတဲ့သဘောလေးပဲကြည့်မယ်ပူကံတက်မိမိရက်နေရတဲ့သဘောပဲဘဝတစ်ခုမှာရက်နေတာကခန္ဓာမရက်တာကစိတ်တဲ့ပူတယ်ပြောလိုက်ထုံတယ်ပြောလိုက်တဲ့စကားတွေပြောနေတာကစိတ်နော်စကားကဘယ်သူပြောနေတာလဲတင်းတယ်ပြောလိုက်တဲ့ငါရပါမလားမသွေးနဲ့သိရင်ဘယ်လိုလုပ်မလဲဒီထုပ်ကြီးထိုင်းနေတော့လဲဒီနိုင်စောက်ထိုးကြီးနေလဲဒီနိုင်ပတ်လက်နေလဲဒီတိုင်းနဲ့မတ်တနေလဲဒီတိုင်းပဲဟာတဲ့ညောင်းနေတာဘယ်မလဲငါလားမဟုတ်ဘူးနော်ဖြည်းဖြည်းချင်းနဲ့ရှေ့ကိုဟောတဲ့ကလိုက်နေအောင်ဒီသဘောတွေကိုကြည့်သွားမယ်ထုံးနေတဲ့သဘောလေးတွေရှင်းကြည့်မယ်ထုံးတယ်တဲ့ထုံးတယ်နဲ့ပြောနေတဲ့စကားထုံးတယ်ပြောပြီးရင်ကြိုက်တယ်တဲ့ကြိုက်တဲ့သဘောပြ
ပြနေတာကကြိုက်တာကြီးမဟုတ်ဘူးတဘောပြနေတာမိမိကငါဆွဲထားတာတဲ့သူ့တဘောသူစောင်းနေတာပဲမလဲခြေထောက်ကြီးလိုဖဲပြီးကြည့်လိုက်ငါခြေထောက်ကြီးလဲသွားမယ်လို့မသွေးနဲ့မလဲဘူးမမှန်လေးပဲမိမိစိတ်တွေရှုပ်တရားမရှိတာညောင်းနေတာကိုသိတာညောင်းနေတာမရှုဘဲနဲ့ပြင်ကိုလိုက်ရှုနေတာဝေဒနာဖြုတ်ချကြမလို့တော့ဘူးနော်ဖြုတ်မချနဲ့မလို့တော့ဘူးငေါတုတ်ဖြုတ်ချတာမလို့တော့ဘူးမတ်တကြီးစင်စင်ကြီးဖောက်ပြန်နေတာသိကြပဲကြည်တော်မယ်သူတဘောသူဆောင်းနေတာတင်တဘောပြလိုက်တောင်းတဘောပြလိုက်ညောင်းတဘောပြလိုက်အဲ့ထဲမှာဘဒူပါတယ်လေတောင်းတာလဲငါမပါတင်းတာလဲငါမပါညောင်းတာလဲငါမပါဘယ်မှာလဲတင်းလျောင်းနေတဲ့စိတ်ကဘဒူလဲတောင်းတလဲညောင်းတလဲတင်းတလဲနဲ့ပြောင်းနေတော့ကြိုက်တယ်လို့တင်ညာပေးပြီးစကားပြောတတ်တယ်တဲ့ဟောဒီကစိတ်ကလေးကယုတ်ကြီးကပြောတယ်ထင်နေတာဘယ်ဟုတ်မလဲယုတ်ကြီးသွားမှခရီးရောက်တယ်ထင်တာတဲ့စိတ်ကလေးကပြင်ကုန်မထွက်စီနဲ့ဟန္တာပေါ်မှာပဲကြည့်လိုက်ပါခြေတော်နှချောင်းရမိမိရက်ထားတဲ့ပေါ်မှာပူတဲ့တဘောတွေပဲပြနေတာလူဖြစ်တာဘာတွေရလာတယ်လဲပူတယ်တောင်းတယ်တင်းတယ်ညောင်းတယ်ဆိုတဲ့မှတ်တင်ညာတွေပဲငါရသွားမှာလားတဲ့မိမိကိုမဲတင်းနေတဲ့တဘောတွေ့လာလိမ့်မယ်နော်တင်းတာလဲငါတင်းတယ်လို့ဥပါဒံဆွဲခဲ့တာဘယ်မလဲငါတင်းနေတာကငါလားသေချာရမပြေတော့နဲ့လုံးခါလေးပဲမတ်တရတာငေါတော့ထိုင်တာမှမဟုတ်တာပေါင်တောင်းရွာလွယ်လို့ဘာဖြစ်မလဲဘာမှမဖြစ်ဘူးနော်မထားတတ်တာကစိတ်အမေရှုလို့လွယ်ဆုံးကမ္မထာဒီကမ္မထာလွယ်ဆုံးပဲတဲ့ဟိရိယဘုံ၄မျိုးတည်းမှာတတ်တာဆုံးကမ္မထာနော်အမေစိတ်မထားတတ်ကပေါင်တစ်ချောင်းခြေထောက်တစ်ချောင်းမြဲတမ်းနေတူကလို့ဘဝမှာလဲလုံးနေတာသွားလိုက်လာလိုက်မတ်တရက်လိုက်ဒါပဲလုံနေတာကိုမိမိကစိတ်မထားတတ်တာနော်တရေထားမမှန်လေးရှူပြီးတော့ကပ်ပြီးကြည့်ကြည့်မယ်ဝေဒနာကိုကြည့်ကြည့်မယ်ဝေဒနာလို့ပြောတဲ့ထုံတတ်တဲ့သဘောဘယ်လိုဖော်တယ်လဲဖော်တဲ့အာယုံကဘယ်လိုလဲညောင်းတတ်တဲ့သဘောကဘယ်လိုလဲငုတ်တော့ထိုင်မှပေါ်တာလားထုံတယ်ကျင်းတယ်ကြိုက်တယ်နဲ့ငုတ်တော့ထိုင်မှပေါ်တယ်လားမတ်တက်ကြီးများသွေးတော်နေတာဘယ်ကိုထွက်နေတယ်လဲပြင်ကိုမထွက်သေးနဲ့မတ်တက်ရတော့လေဒီတိုင်းပဲထိုင်လို့ပေါ်ခဲ့တယ်ထင်တဲ့ဝေဒနာထားသွားတော့လေသွေးတော်တဲ့စိတ်ပေါ်လာတဲ့စိတ်ကဘယ်စိတ်လဲကြံစည်နေတာဩမရတော့ဘူးလဲများသွားမလားတွေဝေဒစိတ်တွေမပေါ်နဲ့မလဲဘူးတစ်ဖက်တည်းကိုလည်းအာပြုမထားနဲ့နှစ်ချောင်းလုံးရဲ့ခြေတော်နှစ်ချောင်းလုံးရဲ့လောခါချပြီးတေချာကြည့်သွားမယ်နှစ်ချောင်းလုံးကိုစိတ်ကမျှလိုက်ရင်မျှတယ်နော်စိတ်ကမတရားလို့တစ်ဖက်တည်းတွန်းလိုက်ရင်တစ်ဖက်တည်းခံရတာတဲ့တရားထိုင်တယ်လို့ဟိုပေါင်ရွှေ့ဒီပေါင်ရွှေ့လိုက်မရွှေ့နဲ့ထုံးလာတဲ့သဘောတွေ့တယ်မယ်ဘယ်ဘက်ပေါင်ကတော်လည်းကောင်းညာဘက်ခြေထောက်ကတော်လည်းကောင်းခြေပြားကလည်းပူတယ်လေပူလာလိမ့်မယ်နော်ထုံထိုင်းပြီးတော့လှမ်းရပါမလားပြုတ်ရပါမလားမသွေးနဲ့ဖြုံးမှလမ်းရမှာပေါ့တဲ့ဖြုံးရင်ကောင်းကြီးလှုပ်ဘူးပြရတယ်သွားဘူးရတယ်ခရီးသွားနေတဲ့ခြေတော့ခုမှရက်ကြည့်တယ်ဘယ်မလဲဩသူများတွေပြောတာလူပြောတူပြောဩရုပ်ကြီးတာနားတာစိတ်မနာဘူးဆိုတာဟုတ်တာပေါ့ရုပ်ကြီးနားတယ်စိတ်မနာဘူးပူတယ်လဲညောင်းတယ်လဲကျင်တယ်လဲပြောင်းနေတဲ့ဓာတ်လေးပါညနေတဲ့သဘောပဲဓာတ်လေးပါဦးစီးရပြတာမတ္တယကမ္မထံကဓာတ်လေးပါပဲပြရမှာဘာမှပြမရဘူးနော်ဓာတ်လေးပါကနေမိမိခြေထောက်တင်ညာခွာပြီးကြည့်လိုက်သဘောလေးပဲကြည့်မယ်အောက်ကခြေထောက်ကလေးကိုဖယ်ပြီးပြညက်ကလေးဖယ်လိုက်ခြေထောက်နဲ့ဆွဲထားတာခြေထောက်မှာဆွဲပဲနဲ့ထုံနဲ့သဘောလေးတွေကိုကြည့်သွားမယ်ထုံနဲ့ကြိုက်တယ်တဲ့ကျင်တယ်တဲ့တချို့ခြေကြီးနှစ်ချောင်းကြာကြတော့ကျင်တယ်နော်ညောင်းလာတဲ့သဘောကျင်ပြီးတော့တောင့်ပြီးတော့တဖြည်းဖြည်းနဲ့ပြောင်းလာတာနော်စိတ်ကလေးကဒူးလေးကညှို့ကျင်တယ်လို့ခေါ်ညှို့ကျင်တယ်လို့ကြည်တယ်တရားကိုခိုးကျင်တယ်လို့လှုပ်လာတယ်မတ်တက်ရတာကဘာမှမကြတယ်ဘူးနော်တရေတာမနှဲနဲ့နှဲစရာအကြောင်းမရှိဘူးဒီယုတ်ကြီးနှဲမနေနဲ့နှဲလဲယုံပဲရှိမှာနော်ငါယုတ်ကြီးကြောက်သွန်းကြီးကြောက်တိုင်ကြီးတဲ့နှစ်တိုင်ထောင်ထားတယ်လို့ပဲ
မာကြောလာတဲ့တဘောတကောက်ကညောင်းပြီးထုံပြီးတင်းလာတယ်တင်းလာပြီးတော့ကြောတွေကကြည်တန်းတွင်းအားလေအားသွားနေပါလေရနဲ့မတ်တက်ရင်နဲ့ထုံတတ်တဲ့တဘောဘယ်ကလာတယ်လဲတဲ့ပထဝီဓာတ်ကြီးပြတာမိမိကငါထင်းနေတာပြညတ်လို့ပြောတော့ပထဝီနော်ဓာတ်ကြီးတက်ဖောက်ပြန်ပြနေတဲ့ဓာတ်စုဝေးတကူကအောက်ကနေပြီးတော့ထုံပြီးမာပြီးတင်းတတ်တဲ့တဘောကိုပြနေတာငါလားငါ6တော့လို့ဆွဲမထားနဲ့တေချာလေးကြနာနာလေးရမယ်နော်ကြနာနာလေးမှမသွင်းနဲ့အောက်မှာကြည့်လိုက်ပိုးနေတာလေးတက်လေပြောင်းလိုက်ကျင်နာလေးတက်လေပြောင်းလိုက်ကြိုက်တယ်ပြောလိုက်တက်လေပြောလိုက်ဘယ်မလဲပူတယ်ကြိုက်တယ်ကျင်တယ်ဆိုတာဘာလို့လဲမိမိကငါ6တော့ပဲလားမဟုတ်ဘူး6တော့ကြီးသွားမကြည့်နဲ့ကျင်နာကိုသိလိုက်ကျင်တဲ့သဘောလေးပဲသိမှန်မှန်လေးပဲလိုက်တော့မယ်ကျင်နေတာပြီးရင်ဘာတွေ့အောင်မလဲတွေးတဲ့အာယုန်ထဲမှာကျင်နာရှိသေးလားကျင်နာမရှိတော့ကြိုက်တာတဲ့ကြိုက်တာမရှိတော့ညောင်းတာကြည်စမ်းကြိုက်တယ်ညောင်းတယ်ကျင်တယ်နဲ့ဘဝတန္တရာတစ်လျှောက်လုံးသေတာသေသွားတာကြိုက်တယ်ညောင်းတယ်ကျင်တယ်ဆိုတာနဲ့လမ်းဆုံးနေတာဟုတ်တာဗောလို့မှန်ကိုသိသွားလိမ့်မယ်နော်ပရိထာမလွင်သည်နဲ့မျောပြီးထွံတာသည်နဲ့မိမိရဲ့ခန္ဓာမှာပဲတခြားဖြစ်ဖြစ်ဒီမှာခြေတော်နဲ့ချောင်းရအာယုံပေါ်မှာရပ်ထားတဲ့အာယုံပေါ်မှာထွက်သွားတဲ့စိတ်ကိုပြန်ပြီးရင်ဖမ်းမှနော်ဖြည်းဖြည်းချင်းဖမ်းဖို့သွားနေတာမိမိကိုအောက်ကြီးကိုပေါင်းပြီးဆွဲနေမှာဆိုလို့အောက်ဆွဲလေးကိုသဘောတိုင်လိုက်ကြည့်ပထမကနဦးပိုင်းကလိုက်ကြည့်မယ်နော်လေးတဲ့သဘောတွေ့လာလိမ့်မယ်လမ်းတစ်ချောင်းကလေးပြီးလာတဲ့သဘောတွေ့တယ်နော်လမ်းတစ်ချောင်းကလေးခြေတော်တစ်ချောင်းကလည်းလေးပြီးတော့ထုံးနေတတ်တဲ့သဘောလေးပြလာလိမ့်မယ်နော်ထုံးပြီးတော့ဒိုးလေးကညောင်းတယ်လို့ချွေးကပဲထွက်လာတယ်လို့တဲ့ပြင်းရင်တယ်လို့ရွှေ့ခြင်းတယ်လို့ပြောင်းခြင်းတယ်လို့လိုလေးတွေဖြစ်လာတယ်ဘယ်မလဲခြေတော်တစ်ချောင်းလေးရက်ထားတာပြင်းရင်ပြောင်းခြင်းစိတ်တွေကများနေတာထုံတယ်ကြိုက်တယ်ကျင်တယ်တဲ့ယောဂတွေများလိုက်တာ96ပါးတော့မကဘူးလည်းနဲ့ဖောက်ပြန်ပြနေတာနော်တော်ခြင်းဖြုတ်ခြင်းလှုပ်ခြင်းကြိုက်တယ်ညောင်းတယ်ကျင်တယ်တဲ့ကြာရက်တော့တွေးအားလေအားမများလိမ့်မယ်ငေါတုတ်ထိုင်တော့မများပဲနေမှာကြောက်ရမှာသေပါဘူးတဲ့ဒီချာလေးကြည့်မယ်မမိကြိုက်နေတဲ့သဘောလေးကဘယ်မှာလဲသဘောလေးပဲကြိုက်တယ်လို့တင်ညာကိုပဲပြန်ကြည့်မယ်ကြိုက်တယ်နဲ့တွေးတဲ့အာယုံလေးကိုပြန်ကြည့်လိုက်တာထုံတယ်မတ်တက်ကြတော့ထုံတာတဲ့သဘောတွေ့လိမ့်မယ်နော်ထုံပြီးရင်ခြေပြားတွေကပူးလာတယ်ဝကြီးကဲကြီးပေါ်များနင်းမိသလားအောက်ကများနေကထိုင်ပါလို့လားမပါတဲ့ပုဂ္ဂိုလ်ကနေကထိုင်များမပါလို့လားဆိုတော့တွေးလာတာပါလဲဒီတိုင်းပဲမပါလဲဒီတိုင်းပဲဘယ်ပေါ်ပဲရက်ပူမှာနော်တင်ညာပေးပုံပြောတာဆွဲစိတ်ရဲ့ဆွဲကမိမိအာယုံကငါနေကထိုင်မပါလို့ပိုးပြီးခံစားရတာတဲ့မဟုတ်ပါဘူးတဲ့ဒီတိုင်းပဲနော်တရိထာဒီကြကလေးကိုပြန်ကပ်မယ်နာရီဝါလေးဖြည်းဖြည်းခြင်းလေးပဲရှူစမ်းမပါဘူးပဂရိထွက်နေတဲ့လေပဲအာနာပါနမလုံးရှင်နေထွက်နေတဲ့လေလေးဝင်နေတဲ့လေလေးတစ်ချက်တိလေးပြန်ကထိမ့်ပြီးတာနဲ့လေးလာတဲ့အာယုံလေးကိုရင်လှမ်းကြည့်မယ်အာယုံကလေးတတ်တဲ့သဘောကိုလည်းသူဖန်တီးတတ်တယ်ဖော်ထုတ်တတ်တယ်နော်ခြေထောက်ကပူတတ်တဲ့သဘောကိုလည်းဖော်ထုတ်ပေးတယ်ကြည်လားဖော်ထုတ်တဲ့တရားခံဖော်ထုတ်ပုံဖော်ထုတ်ဒီဟောဒီကခန္ဓာကြီးရဲ့တရားခံကဘယ်လိုလဲဆိုတာမိမိပြီးတာနဲ့ပေါ်သွားလိမ့်မယ်ကျင်တတ်တဲ့သဘောကိုလည်းဖော်တတ်ပါလားတဲ့ဖော်လာတယ်ကြည်လားအောက်ကညောင်းတလို့ဒူးမကောင်းတလို့ကြာနေမြတာလိမ့်မယ်ဒူးမကောင်းရောက်အောင်လဲဒူးကိုလမ်းလျှောက်ခိုင်းတာလည်းမဟုတ်ဘူးပြေးခိုင်းတာလည်းမဟုတ်ဘူးတဲ့ခြေထောက်ကတကားဝိကတောင်းလာတတ်တဲ့သဘောကိုကတောင်းတတ်တဲ့သဘောပါလားလို့ပြတို့သဘောတူဆောင်နေတာမိမိကငါညောင်းနေငါမထိုင်နိုင်ဘူးတဲ့ကဲမထိုင်တော့နဲ့ရက်သွားလိုက်စမ်းစိတ်ကလေးပါရက်ကြည့်လိုက်မရဘူးလေးခြေတော်တစ်ချောင်းကလေးလာတဲ့သဘောတွေ့လာလိမ့်မယ်နော်ခြေနှလုံးနဲ့ခြေကျုံဝတ်နဲ့ညောင်းပြီးပေါင်မှာလှမ်းတောင့်ပြတဲ့သဘောကြီးတယ်အောက်ကကျတော့ပူတယ်ပေါင်မှာကျတော့တောင့်တယ်ပညာပေးပုံနော်ပညာနဲ့တင်ညာမိမိပြနေတဲ့ပုံကကိုမတူတာဒီယုတ်ကြီးဒီခန္ဓာကြီးပြနေတာကိုကြည်တယ်ခြေတော်တစ်ချောင်းတည်းနှစ်ချောင်းတည်းရက်ထားတာသိသိကြီးနဲ့ကြည်တယ်တွေးတော့တာကြံတည်တာချင်းဘာကြောင့်များတလေးပါငါမတူလဲလို့ဖြေခွဲလာလိမ့်မယ်ကြည်တယ်တောင့်နာကတမျိုးပူရာကသေသောတဲ့ပေါ်မှာကမိမိပဲမှလဲပထဝီကတောင့်ပြလာတာနော်ပ
ပေါင်ကိုပထဝီကနေယုတ်ကြီးကိုလက်တယ်လဲပြီးထိုင်းပြီးတော့ပထဝီတက်ကြီးကပြလာတယ်တေချာလိုက်ကြည့်လဲလာလိမ့်မယ်တင်ညာပေးပြီးတော့လက်တရောင်စင်းကနေလဲလာတဲ့တဘောဒုထက်ကနေထပ်ပေါင်ကိုလဲပြီးရောလဲလာတဲ့တဘောထုံးနေတဲ့တဘောတွေ့လာအောက်ကခြေပြားနှစ်ချောင်းကမူးနေတာဩအောက်ကမာရမာနဲ့ထိထားပြီးတော့ပေါ်မှာပိုးနေတာကမြေကြီးကြောင်လည်းမဟုတ်ဘူးနော်ခြေထောက်နဲ့ဘယ်နေရာပဲနင်းနေပြင်မော်ပဲနင်းနေကြိုက်တဲ့နေရာနဲ့တေဇောတက်ကဖောက်ပြန်ပြနေတဲ့တဘောပါလားလို့တွားမြင်တာကြည်သားတေဇောကြီးကပြည့်ညက်ကြီးကိုပြန်ပြီးမှတ်ချင်မှတ်လောက်ဖောက်ပြန်ပြနေတဲ့တဘောပူးပြီးတော့ပြနေတာငါမဟုတ်ဘူးနော်ပူတတ်တဲ့တဘောလေးကိုကြည့်မယ်ပေါင်တစ်ချောင်းကလည်းကြည်သားတစ်ချောင်းနဲ့တစ်ချောင်းကိုမညီဘူးတစ်ဖက်ကကြိုက်တယ်တစ်ဖက်ကထုံတယ်တဲ့ဘယ်မလဲတစ်ဖက်ကတွင်းရင်ကဆက်နဲ့လှုပ်လာလိမ့်မယ်ဝါယောတက်ကလည်းပြတယ်အာဘောတက်ကလည်းပြတယ်ယိုစီးလိုက်တွန်းကန်လိုက်ဖွဲ့စည်းလိုက်မျိုးပြတတ်တဲ့တဘောကြီးတဲ့ဓာတ်လေးပါးလေးနဲ့ခြေထောက်ကလေးတစ်ချောင်းကိုရဲဆက်တဲ့ထုံပြလိုက်တင်ပြလိုက်အောက်ကပူပြလိုက်ဓာတ်လေးပါးကပြဖို့နော်အဲ့ဒီမှာဓာတ်လေးပါးပြနေတဲ့ထဲမှာဘာမှမပေါ့ပူတာကြီးကလည်းဘယ်မလဲဘာလဲလူပဲလားအေးတာကောတဲ့ခြေထောက်ပဲလားခြေထောက်ပြန်ဆွဲတယ်တင်ပလင်ခွေတော့ရုပ်ဆွဲတယ်မတ်တက်ရက်တော့ခြေထောက်ဆွဲတယ်ကြည်တဲ့ပက်လက်တော့မောဟကြီးနဲ့အိတ်ချင်စိတ်ကြီးပေါက်တယ်ဘယ်မလဲငါဆိုတာကိုရှားကြည့်တယ်ခြေထောက်ကိုတဲ့တင်ညာလေးပဲပြီးတော့တဘောလေးကြည့်မယ်နော်ထုံးနေတဲ့တဘောလေးပဲထုံရုပ်ထုံခဲကြီးပါလားလို့မြင်သွားတာတရားလုံးတဲ့ဘုကထုံတာကိုဆုံးထိလိုက်သွားဝေဒနာစလဲဆုံးနာဝေဒနာဆုံးသွားလိမ့်မယ်ထုံတာဆုံးသွားလိမ့်မယ်ပူတယ်တဲ့ပူတာလဲစလဲဆုံးနဲ့လဲကိုဖြတ်လိုက်စဆုံးလိုက်သွားလိုက်လဲဆိုတဲ့တင်ညာလေးဖယ်လိုက်ဝေဒနာစလာပြီဆုံးထိသွားမယ်တဲ့တခါတဲ့ဩစမပါပဲနဲ့ဆုံးထိတခါတည်းလိုက်ဆုံးမပါပဲနဲ့စနေတဲ့တဘောကိုကြည့်လိုက်ဒီကံလုံးသိသွားလိမ့်မယ်ရှင်းပြီးတိုင်းနောက်ကြည့်လိုက်နဲ့မိမိထုံတတ်တဲ့တဘောကဘယ်လိုလဲဘယ်မှာလဲငါခြေတော်ကြီးတော့မဆွဲနဲ့ငါခြေတော်မဟုတ်ဘူးတောင်းကြီးမြင်နေတာငါခြေတော်ကြီးလို့တဲ့ကြည်တယ်ငါမပြုတ်ဘူးတတ်တော်ရတယ်ဒီတဲ့တရိတာမလွန်သေးနဲ့ရက်နေတဲ့တဘောဘယ်လိုလဲလောကကြီးထဲမှာမတ်သက်ကြီးရက်နေတတ်တဲ့ပုဂ္ဂိုလ်ဘယ်လိုရက်တတ်တယ်လဲဘယ်လိုသွားနိုင်လာတာလဲလူရလို့ဖြစ်လာဘယ်တတ်ကြောင့်ငါသွားတတ်တာလဲငါဘယ်တတ်ကြောင့်မသွားရတာလဲပါကွဲသွားလိမ့်မယ်နော်မိမိရဲ့ဘဝသွားခြင်းကိုလည်းသိလာတယ်မွေးကလေးကဘယ်ချိန်လမ်းလျှောက်တယ်ဘလို့လျှောက်တတ်လိုက်မှန်းတော့ကိုမသိကြဘူးတတ္တဝါတဲ့ဒီတဲ့မောဟဘလောက်ဖုံးခဲ့တယ်ဖြေပေါ်လာလိမ့်မယ်ကြည်သားဘယ်နဲ့ရွယ်မိဘကလမ်းလျှောက်တယ်ကိုလည်းစကားပြောနေတာဘယ်ရွယ်ဘလို့ချိန်နေဘယ်လိုရက်မှလမ်းထလျှောက်လိုက်မှန်းတော့မသိဘူးတဲ့စိတ်ကမသိဘူးယုတ်ကြီးတာထသွားလိုက်ဇိုးကနေစကနေမေ့ဖေးမေကိုလက်သွဲလိုက်နေဘယ်မလဲငါလည်းမဟုတ်သူလည်းမဟုတ်တဲ့ဟောဟုတ်မတ်သက်ကြီးမှာဘယ်မလဲဘာကြောင့်ထရလိုက်ရတာလဲခိုင်းလို့လားမဟုတ်ဘူးဒီချိန်ဒီကာလဒီကမ္မထံကိုမိမိပွားရတော့မှာနော်တရေတာမလွန်သေးနဲ့စိတ်ကပါလာပြီဟာစိတ်ကရိတ်တယ်ဘဝတွေပါလာပြီဟာတဲ့အောက်ကတင်းတာကိုတွေ့လာလိမ့်မယ်တင်းတဲ့သဘောလေးကိုကြည့်သွားမယ်ဆုံးထိလိုက်မယ်တင်းနဲ့တင်ညာပေးခဲ့တာနော်မိမိသိတဲ့နာဂတ်ကြီးကြံစည်လာတာပြစ္ဆုတ်ပံမှာမတ်တက်ကြီးတောင့်တင်ထုံကိုက်နေတာကြီးရတော့မိမိမသုံးတတ်ဘူးကြည်တန်းပြင်ကိုရှောက်မထနဲ့မရတော့ပါဘူးသာပြင်စိတ်ကြီးလှုပ်ခြင်းနေပါတော့ပြင်သိကြီးလှုပ်ခြင်းဖြုတ်ခြင်းတော်ခြင်းဒါတွေနဲ့ချိန်ဖြုံးလာတာကြည်တန်းဘယ်မလဲလှုပ်ခြင်းရင်လည်းမလှုပ်တော့ဘူးတဲ့ဖောက်ပြန်နေတာကိုဆုံးထိလိုက်သွားမယ်မထို့တဲ့နောင်တစ်ချိန်လဲဒီရုပ်ထိုင်လို့ဖောက်ပြန်ထားလို့ဖောက်ပြန်လျောင်းလို့ဖောက်ပြန်နေတာတခါတည်းဆုံးထိလိုက်တော့ထိုင်ရင်လဲပြီးသွားတာပဲတဲ့ဩထိုင်ရမလို့တော့ထိုင်ရင်လည်းဝေဒနာဆုံးသွားတယ်ဝေဒနာမုန်းသွားတယ်မလိုခြင်းတော့ဘူးလောက်ထိဖြစ်သွားတာနော်သူကတို့ညောင်းတတ်တဲ့သဘောကြီးလာလိမ့်မယ်တင်းလာတဲ့သဘောကြီးတွေ့လိမ့်မယ်ဘယ်မလဲတင်းတယ်ဆိုတော့တင်ညာလေးပဲကြည့်တာတင်းတယ်လို့ပြောတော့အောင်တင်းတယ်လို့မှတ်တတ်တဲ့တင်ညာကောဘယ်မလဲတင်းတာငါလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးယောက်ျားလည်းမဟုတ်ဘူးပုဂ္ဂိုလ်ပါရဲ့လားတတ္တဝါကိုပါရဲ့လားဘယ်မလဲတင်းတဲ့နေရာကအမျိုးသမီးလားတောင်းတဲ့နေရာကအမျိုးသားလားတဲ့တောင်းတဲ့နေရာကအမျိုးသမီးလားတင်းတဲ့နေရာကောမျိုးသားလားဘယ်မလဲတောင်းတာတင်းတာတဲ့မှတ်ထားတာညောင်းတယ်
ညောင်းတာလည်းမျိုးသမီးမဟုတ်ဘူးတဲ့ညောင်းနေညာတယ်မျိုးသမီးမျိုးသားမဟုတ်ပဲညောင်းနေတဲ့တဘောပဲတွေ့တာဘယ်မှလဲဩပုဂ္ဂိုလ်တ attva ဒရံကွဲလာတာနော်မိမိညောင်းတာညာတာရှိတာငါလည်းမရှိဘူးညောင်းတာကြီးရှိတာဖောက်ပြန်နေတာကြီးပဲရှိတယ်ခံစားနေတာလေးလည်းမသိဘူးလားဖောက်ပြန်ပြီးရင်ခံစားလိုက်ခံစားပြီးရင်ဖောက်ပြန်လိုက်ဖောက်ပြန်တဲ့လက်ခံစားတဲ့လက်ပြောင်းနေတဲ့ဓာတ်တဘာဝနဲ့သွေးတောနေတဲ့ဩကြံစည်နေတဲ့စိတ်ပဲရှိတာပါလားလို့မှန်ကိုမြင်အောင်သိသွားလိမ့်မယ်နော်မှန်တရားကဘွယ်မွေးကြီးပြပြီးရကြီးရုပ်ကြီးမှပြနေတာကမှန်တရားလေးတယ်နဲ့မသွေးနဲ့မလေးဘူးလေးစရာလည်းမရှိဘူးတဲ့သူတဘောသူဆောင်နေလေးတယ်လို့ဘယ်သူကပြောလဲရုပ်ကြီးကလည်းစကားမပြောဘဲနဲ့ရှိတယ်ခုမှဖြေပေါ်တာရုပ်ကြီးကတော့မိမလို့လည်းမပြောဘူးယောက်ျားလို့လည်းမပြောဘူးတဲ့ဒါပေမဲ့မင်းတို့ရဲ့မိတို့ရဲ့အာယုံကပြောနေတဲ့အာယုံလေးကဘယ်လိုလဲယောက်ျားမိမငါသူပုဂ္ဂိုလ်တ attva ခွဲနေတဲ့စိတ်ပါလာလို့ပါတဲ့ဘယ်မလဲခြေတော်နှချောင်းကရက်ထားပြီးပိုးလာပြီးထုံပြီးတင်းလာတယ်ခြေစလုံးကြီးတွေတင်းပြီးပေါင်နေပါတောင့်လာတယ်တောင့်လာတဲ့ပေါင်ကောငါလို့ပြောတယ်လားအောက်ကခြေပြားနှချောင်းကများငါလို့များမိမိကိုလှမ်းဆွဆွဲရလားဆွဆွဲကြည့်တယ်ခြေစလုံးနှလုံးကလည်းတငါငါနဲ့ပြောကြည့်ခြေစလုံးမင်းဘယ်လိုလုံးလို့မဲကြည့်တယ်မှာဖြေမတွေ့ပါဘူးဘယ်လိုပေးထားတာလဲတစိမ့်ပေးထားတာပါတဲ့ညောင်းတာကြီးရှိတာညာတာကြီးရှိတာနော်ငါဟာငါခြေထောက်လို့ဆွဲလာတာဘယ်မလဲငါခြေထောက်တော့မညောင်းနဲ့မပူနဲ့မကိုက်နဲ့လို့ပြောကြည့်လိုက်ပါညောင်းခြင်းပြေးအောင်သွားလိုက်တဘောကညောင်းတယ်ကိုက်တယ်တဲ့တင်းတယ်တောင်းတယ်နဲ့မျိုးကိုမိမိတစိမ့်ခတ်တော့လဲဘလောက်ပဲတစိမ့်ခတ်တဲ့ခန္ဓာရလာတော့ဖောက်ပြန်ပြနေတဲ့ဓာတ်စုဝေးပါလာပြီးရလို့ကိုယ်တိုင်သိသွားတာနော်မိမိရက်နေတော့လဲပေါင်ကြီးတာဘလောက်ပဲတောင်းနေတဲ့သဘောပဲရှိတာငါလိုမဟုတ်ဘူးတဲ့သူ့လိုတောင်းနေတဲ့ကြောက်တုံးကြီးဆိုင်ကဲကြီးကြောက်တိုင်ကြီးနှချောင်းတောက်ထောင်ပြီးတော့ပေါ်ကကာယကြီးထိန်းထားတဲ့သဘောတစ်ခုပဲတွေ့တော့တာနော်ပေါ်ဒီတောင်းပြီးအောက်ကကွန်ကလေးကြီးကင်ထားလို့လဲလာလိမ့်မယ်ခြေစလုံးကြီးတွေလဲပြီးရိုးကြီးတွေမွာလာတလို့ခြေပြားကြီးတွေပဲမွာပြီးလာတယ်လို့နော်ပြားကြီးတွေကြီးလာတယ်လို့အာယုန်ထဲမှာလဲပြီးသွေးတွေပဲကြနေတယ်လို့တဲ့သွေးလည်းမကြဘူးလဲလည်းမလာဘူးတဲ့သူ့လိုဖြစ်နေတတ်တဲ့သဘောကိုမိမိကငါလိုဥပါဒံဆွဲလာတာနော်တရေတာမလွန်သေးနဲ့မိမိအာယုံပြန့်လွင်တတ်တယ်ဝေတတ်တဲ့သူခြေထောက်ကိုတခြားသုံးတတ်ပါခြေပြားတစ်ပြားလေးလာတယ်လို့ဖြစ်လိုက်ရင်နော်ခြေပြားတစ်ပြားကပိုးပြီးရင်ပြန့်ပြီးစိတ်ကကြည့်လိုက်ခြေပြားကြီးထုံထိုင်းပြီးတော့ထုံထိုင်းကြီးဖြစ်နေအောင်ကောဘယ်လိုလုပ်တယ်လဲမိမိလည်းမလုပ်ဘူးဘယ်လိုမှမလုပ်ဘူးနော်ဘုန်းကြီးလည်းလုပ်ပေးတာမဟုတ်ဘူးတဲ့သူကတို့လေးပြီးထိုင်းမင်းလာတာပုဂ္ဂိုလ်တ attva လုပ်ပေးလို့မရပါလားဖန်ဆင်းရှင်ကြီးလည်းလုံးမပေးနိုင်ဘူးဒီယုတ်ကြီးရလာတာတို့လိုလုံးနေတတ်တဲ့ဘောလင်းနေအောင်လဲဘယ်သူမှမလုံးပါဘူးတဲ့ဖျားပွင့်လို့ဒီခန္ဓာကြီးမှာမောဟတွေလည်းပါလာတာမဟုတ်ဘူးကိလေသာတွေလည်းဖျားပွင့်လို့ပါလာတာမဟုတ်ဘူးတဲ့မဉ္ဇဉ်တွေလည်းဖျားပွင့်လို့ပါလာတာမဟုတ်ပါဘူးတဲ့လုံးယူမှကိုရတာပါလာလို့သိသွားတာနော်မိမိမလုံးဖဲနဲ့တော့အိမ်မှာအဲ့နေနိုင်ငံသားတွေနိဗ္ဗာန်ရောက်သေးလို့မရှိပါဘူးတဲ့မရဘူးလောကခေါ်ဝသမုဋ္ဌာရရတာသူတဲ့ကျိုးတန်တဲ့ကျိုးပေးရပြီဆိုရင်ရင်းရလိမ့်မယ်တဲ့ဖောက်ပြန်တဲ့သဘောတွေပြလာလိမ့်မယ်ဖောက်ပြန်ခြင်းရဲ့သဘောတွေခန္ဓာကပဲပြနေပါလားလို့ခန္ဓာကိုမုံအောင်ဆုံးအောင်ပူတဲ့ခန္ဓာတစ်လက်တင်းတဲ့ခန္ဓာတစ်လက်ညောင်းတဲ့ခန္ဓာတစ်လက်ထုံတဲ့ခန္ဓာတစ်လက်ထုံတတ်တဲ့သဘောကိုခန္ဓာဖြစ်အောင်လဲဘယ်လိုဖွဲ့ထားတာလဲဓာတ်လေးပါးကလည်းခန္ဓာ၄ပါးကြီးလို့ပဲတဲ့ဘူတလက်တင်းတလက်ထုံတလက်ညောင်းတလက်နဲ့ပြောင်းသွားတယ်ဓာတ်သဘောတွေပဲပြနေတဲ့သဘောပဲတရေတာတခြားလေးလဲလာလိမ့်မယ်ခေါင်းကလေးတလို့မျက်လောကလေးတလို့
လေကိုလည်းမရှိနဲ့လေးနေတာအာယုံလေးကိုပဲကြည့်လိုက်လက်နှချောင်းကလည်းအောက်ချတာတော့ခြေပြားလက်ပြားလေးကလေးလာတယ်လို့လှုပ်ချင်တယ်လို့တဲ့ကုတ်ချင်တယ်လို့မျိုးပြတာနော်မတ်တက်ကလေးရမှာဟိုနားလေးကပြင်းညလို့ဒီနားကလက်ကလေးကရားလာတယ်လို့တဲ့ပြလာလိမ့်မယ်မလုံးနဲ့လက်ကိုလည်းမလုံးနဲ့ခြေထောက်ကိုလည်းမလုံးတော့နဲ့လေးပြီးခြေထောက်နှချောင်းကနေမိတခြားလေးဆက်ကြည့်မယ်ထုံတလို့ကျင်းလို့ကြိုက်တယ်လို့နဲ့ခြေပြားတစ်ချက်ကကြီးလာတယ်လို့ခြေလုံးကြီးပဲတုတ်လာတယ်လို့တဲ့ထင်းနေတာနော်ဆွဲနေတယ်ထင်ခဲ့တာသူ့လိုကလားလေးတဲ့ဘောသွေးတွေပဲကြာနေတယ်လို့တဲ့တတဝါလေးထင်းပုံဆွဲပုံများကြည်တယ်ကိုတရားခံလို့ကိုဆွဲနေတာကိုခုံယုံတင်စစ်စင်းနေတာနဲ့သူမလဲဘူးလားဘယ်မလဲမတ်တကြီးကလည်းစစ်စင်းနေတဲ့ပုံဘယ်လိုများငါစစ်စင်းနေတာလဲငါစစ်စင်းနေတာဘယ်လိုတတ်လဲဘယ်လိုတဘောလဲစစ်စင်းတတ်တဲ့တဘောကိုကစီစစ်နေတာအာယုံပေါ်မှာမိစီစစ်တာနော်ဖတ်တာဆိုတဲ့လမ်းညွတ်တဲ့တဘောညွတ်နေတာကဘယ်ကိုလဲစိတ်ချင်းပြန်ညွတ်သွားကြည့်တယ်ရုပ်ကထုံတာကိုသိတာမိမိရဲ့စိတ်ကတစ်စိတ်ပေါ်မှာတစ်စိတ်ဆင့်ကသိနေတဲ့အာယုံနေမိမိပေါ်တတ်ပါလားလို့ကိုယ်တိုင်သွားသိတာနော်ဓမ္မကကိုယ်တိုင်သွားသိတာအဓမ္မကိုလည်းမြင်သွားတာဓမ္မကိုလည်းမြင်ပုံကိုတဖြည်းဖြည်းနဲ့တခြားကြည့်မယ်နော်ဖြည်းဖြည်းချင်းသဘောပေါက်သွားလိမ့်မယ်လိုက်တဲ့ရင်မတ်တဲ့ရင်လည်းလွတ်တယ်မတ်တဲ့ရင်လည်းဓမ္မတိဇံပညာဒါတွေဖြစ်တာပဲယဟန္တာမဖြစ်တာပဲပြောမတ်တဲ့ယထာကလည်းမတ်၄ပါးဖို့၄ပါးတွေသွားတယ်နော်မိမိသစ္စာ၄ပါးမဂ္ဂင်၈ပါးသောတာပန်တို့တူတို့သစ္စာသောတာပန်နဲ့သူတို့မတ်တွေထိရောက်သွားနိုင်တယ်တဲ့ဒီဘဝဒီသာနာမလို့နော်ဒီစဉ်ဒီရောက်ရင်နဲလို့လားရှေ့မှာထိုင်ရင်သွားပွားရင်သွားလမ်းလျှောက်ရင်သွားပရမတ်တွေကြီးပြလာတဲ့ဓာတ်တွေကြီးမြင်သွားမှာနော်တရေတာမလွန်သေးနဲ့ဖောက်ပြန်လာတဲ့တဘောလေးတွေ့လာလိမ့်မယ်ခြေတော်ကလေးကလေးတယ်လို့ကိုယ်ကျင်တလားလို့ခြေသလုံးတစ်ဖက်ကတင်းလာလိမ့်မယ်တကောက်ခွက်တွေကတင်းလာတာမိမိရဲ့တကောက်ခွက်ကလိုလျောက်စွာတင်းပြီးတော့ပေါင်မှတောင်းလာတဲ့တဘောနော်ချွေစီတီကြလာတဲ့တဘောကြာရက်တော့လေဖောက်ပြန်တဲ့တဘောကချွေတွေစီပြီးတော့သားလေးအေးလာတာလုံကြီးလေးတွေပစိုးလေးတွေသင်္ကန်းလေးတွေကချွေးလေးတွေကရွထွက်တတ်တဲ့တဘောတုတ်လိုကြည်တန်းနွေရာတွေလည်းမဟုတ်ဒီလောက်နေလို့ထိုင်းလို့ကောင်းတဲ့ရာတွေကိုမိမိပူလောင်တတ်တဲ့တဘောအောက်ကကြာရက်တော့ပူခြင်းအေးခြင်းဖလေတတ်တဲ့ဓာတ်ကခန္ဓာထဲမှာရှိတာတဲ့ကိုသမုတ်ထားလို့နှွေမိုးဆောင်ခွဲထားတာကိုမတမုတ်လဲအေးချိန်တန်အေးတယ်ပူချိန်တန်ပူတယ်ရွာချိန်တန်ရွာတဲ့ဒါကရှိပြီးရကြီးမိမိကမိုးရွာလို့မိုးပြောတာအေးလို့ဆောင်းပြောနေတာတဲ့ခန္ဓာထဲမှာလည်းပူတဲ့ဆောင်းတို့နှွေတို့ချွေးတို့ရေတို့ကိုယ်တော်ကြီးထုတ်ထားလိုက်တာကြည်သားကိုတော့ရေတွေထွက်လာပြီဘာတွေထွက်လာလဲမိမိထွက်လာတဲ့ဆိုတော့ချွေးဆိုတာပြည့်ညက်ရပြောထွက်လာတတ်တဲ့သဘောလေးပဲတည်လိုက်သားတွေကလည်းဖောက်ထွင်းပြီးတော့အောက်ကကာယမှာမချီးမဆန့်ဖောက်ပြန်ပြလို့ထွက်လာတဲ့ချွေးဇောချွေးပဲသူတော်ကောင်းကြီးတွေကအဲ့လိုမြင်သွားတာဒါကကျမ်းတယ်နော်မိမိတို့ယဟန္တာကြီးတယ်ချွေးတစ်ပေါက်ထွက်ဖို့ခက်ခဲတယ်တေမလောက်ဆင်းရဲတယ်ဆိုတာရင်လေးတစ်ကောင်နားမှာတေမလောက်ဆင်းရဲတယ်ဆိုတာတို့တကကြီးတို့တကမကြီးတို့လက်တွေတွေ့လာလိမ့်မယ်အားတိုင်းသွားလိုက်ဒါလိုက်နေလိုက်ထိုင်လိုက်လို့လိုက်ဆိုချွေးထွက်ရင်တတ်တာတွေထင်ခဲ့တာခုကြည်တန်းဒီလောက်ကြီးရက်ပြီးခြေပြားတစ်ချောင်းလုံးပူးပြီးတော့ပေါင်ကြီးတွေထုံးပြီးမှထွက်ရတဲ့ချွေးပါလားလို့မှန်ကိုမြင်သွားတာအရိယာတွေကတတိတံဝေကနေသွားတာဒါတွေကအရိယာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးတွေချွေးထွက်ပုံလေးကိုတရားစစ်ကြည့်နော်ဘလောက်ဒီနိုင်တဲ့စူးစမ်းတယ်မိမိကိုယ်ခန္ဓာကကိုထွက်တာငါချွေးထွက်တယ်လို့ထင်ခဲ့တာကိုငါချွေးမထွက်ပဲနဲ့တော့လို့ထွက်လာတဲ့ချွေးတစ်ပေါက်ရဲ့တန်ဖိုးကိုမိမိကြည့်လိုက်ပါတဲ့မိမိတို့လောကမှာပြောနေတာဖေ့ချွေးဖို့တဲ့ဘယ်မလဲမေ့နို့ဖို့တဲ့နို့တစ်ဆက်ထွက်တဲ့ခက်ခဲတယ်လို့ချွေးတစ်ပေါက်လေခက်ခဲပါလားမိမိလွေးတစ်ဆက်ထွက်ဖို့ကဖောက်ထုတ်လိုက်လွယ်တယ်နော်ချွေးတစ်ဆက်ကြဖို့ရည်တာကြည်သားခြေတော်ရင်းကြောင်းထုံးပြီးခြေတော်နှစ်ချောင်းလုံးထုံးလာပြီးလဲပြီးတော့ကွန်ကရစ်ကြီးကင်ထားတယ်လို့၎င်းတစ်ဖက်ကတင်းလာပြီးတော့ပေါင်ထိတောင့်လာပြီးချွေးထွက်လာတဲ့ပုံညှက်ထုတ်ရတဲ့တဘောခန္ဓာမှာညှက်ပြီးတော့ချွေးကိုညှက်ထုတ်လာတဲ့တဘောနော်မိမိကညှက်ထုတ်ရတယ်လူဝန်လူထွက်နေတဲ့လမ်းသွားရင်အိမ်ရင်စားရင်နားရင်ဆိုတော့တတိမထားမိတာတ
tàn bố của tari mà tham mì mà chi mà sang hốt thả bó cũng mất đại gia mà chi ra chơi được bao tháp bộ gì đó ta mẹ hậu vậy là đã cả đề với màu đâu nó gì nó lo ỏm màu đâu trên cái thả màu đâu là đề cả đi nay sẽ lâu mà màu đâu nó thoát là mẹ chơi được bao lúc bộ hậu thả bó đồng tiền bị giống cảm bị rồi chiều này cháu nhân tên bị rồi tham mà đầu nhí thâu được rồi thâu thả bị rồi nhau bị bò đi phóc biển toa bị mà chơi là chơi thoát là bé để dấu nhí phóc biển toa là chơi thoát bị phóc biển nào miền toa là chi ta đấy à rồi miền nó ta đi cái này là mà chính mà ta chơi được bao của tất cả taแต่ว่าว่าต้องตีไล่เชนเนี่ยหลุดตีตัวเราอ่อนดิไม่มีทวนดีแต่ช่วยมาเลยแต่ยาดีเว้ยีดีทวนแต่ช่วยดีทวนแต่ดูไล่เป็นมาไล่แกตรีทามีอะไรดูดองป้อตัวเด็ดทีนี้ป้อตัวเราเขาอย่างไรมาหูบุเนาะเป็นมามีดอกขนาดจีกันเนี่ยมาชิมมาตั้งโลเนี่ยการทวนเราตรีมาทามีดาโดดตะการมาดอกอุดรโนยขนาดจีเราถ้าสิ่งเนี่ยถ้าเราช่วยได้บ้างพัดเดตามโมกุน้ำมาเลยล่ะพิจารณาดอกกับยาเราเนกาบูมีกาบูจอยลอยใช้ยิ้มอยู่ยังเนี่ยไม่มีหรอกจีดังช่วยทัดดากุตติมาทามีในดอกเยบาโชชาเลยดีจีดังไปมาเลยคู่โลชิมาดิชาจีเตียนเนี่ยจีละเลยกันขันตาจีกับเตียนตรงนี้พิจารณาเนาะแต่ตรงนี้เนี่ยพิจารณาพบยังมีเตียนเนี่ยตรงนี้ต้องเนี่ยตรงนี้เตียนแต่ละต้องแต่ละปูแต่ละชีวิตกับบูลาแต่โลพิจารณาเลยไหมบูลาบีมาทักกูกันบีดอเอาก็ยับบีดเอาก็มีเงื่อนจังหมูบูแต่ไม่มีตาใส่เงี้ยมามุ่งเนี่ยที่ดอตาก็ชีวะก็เปี่ยวมุ่งเนี่ยตัวบีในแต่ขันแต่ปัจจุบันแต่กันเลยไม่มีจีน่ะว่ายอดอาบอดกูไม่มีร่างตรงการลงชาไปเลยแต่จีน่ะช่วยได้บ้างทักกูรวยละเต็มบีดสีละเลยช่วยเดียมาตีมาตาเลยสีละเลยมันเนาะยาตะโลโลโมกองเลยตาตะโลเพี้ยเพี้ยยังเลยสีละเลยแต่บ่ช่วยก็กูก็สีตะโลโลปองก็ไปต้องบีเอากูตะมอมาตัวย่อยๆเลยซึ่งบีดยานี่ตะโลโลเลยเนาะใช่มาเทียนตัวละจีน่ะช่วยได้บ้างทักกูเราจีทอยาแม่ช่วยมาทอดบ้าละเบมาเลยช่วยดังโคจังกูแบบเหนียวเนี่ยทงเนี่ยเต้นเนี่ยทอดละเราแท้มาช่วยได้ทอดยันอะไรตัวเลยมันมีอะไรบรรลุทอดนี่เราต้องตีอะไรก็ขันตาก็ช่วยได้เราปูโลทอดได้ปูโลมาหัวบาบูเนี่ยขันตาจีกูเผาเมียนပြนี่ละไม่มีมาตีแก่ละคู่แล้วบูนี่ละเลยแกทอดสังใส่ตั้งยาทอดไม่มีด้วยจีละมาทอดไหนมั้งညက်ထုတ်လို့တော့မရဘူးတဲ့ချွေးတစ်ပေါက်ထွက်ဖို့ညက်ထုတ်ကြည့်လိုက်တာတကောလုံးရေဖြန်းတယ်လို့ညက်ထုတ်ကြည့်လိုက်တာရရဲ့လားကိုလုံးချင်တိုင်းရရဲ့လားမရဘူးနော်ခန္ဓာမှာရှိတဲ့ချွေးနေဘူးပြင်းမှထွက်တယ်တော့ပင်မှန်သိရဲ့လားမသိဘူးကြည်သားခုမတ်တက်လိုက်ရက်ကိုထွက်ချင်တိုင်းထွက်လို့ရတာမရဘူးနော်လေးလာတဲ့တဘောပေါင်ကြီးကတင်းပြီးချွေးထွက်ပုံကိုညက်ထုတ်ရတာဝေဒနာတလေးဘက်ကနေညက်ပြီးတော့ကန်ထုတ်ထဲတာကြည်သားช่วยได้บ้างก็ตีมาเล่าเจ้าเถอะแต่ตัวนั่นเป็นเรื่องเราเท่าถากตัดตาเลยจีดังเขาถาบ่ได้ไปเนี่ยจอได้ด้วยเท่าไรถากรวยได้เลยช่วยได้บ้างถาบ่ตรองเส้นกูจีไรช่วยถาบ่ตรองเส้นกูจีไรแต่ไม่มีอะไรสุดเลยตรองเส้นมาเลยมีเราเอามาไก่มีเรากองกระดิ่งไก่เราเลี้ยละเราเนาะหลายชาติชีวิตเลี้ยละเราไอ้ตรองเส้นกันเนี่ยช่วยเนี่ยเท่าจีไรแต่ยาเห็นละไม่ยากเราชาเนี่ยเย็นทั่วดอกไม่มีละกายาเด็ทิ้งแกด่าช่วยตะเบาเย็นตามโบโกได้มีเอาจีบาเด็ไม่บ้าตามโบมันมีเย็นในเวทีก็ขันตากาทอดได้ช่วยตะเบาเย็นตามโบโกได้จีได้ทำไปมาเลยเขาเย็นละรวยเย็นละรวยบุเนาะรวยจีเวทาประสบเวทาเต็งงังเวทาลุรวยได้มาเท่านั้นปูได้ทิ้งไปแล้วเนี่ยเท่าจีได้ทำแต่ว่าการเนี่ยนับเบาทอดละเอาช่วยยาเย็นละไม่ยาบุเนาะเนี่ยเท่าลุเลยไม่ยาบุဖောက်ပြန်အောင်လဲကိုလုံးလို့မရဘူးတို့လိုပဲဖောက်ပြန်ပြနေတဲ့တဘောကိုပဲစိတ်ရှည်နဲ့စောင့်ကြည့်တာဝိပဿနာကမ္မဋ္ဌာန်းနေပါပဲရေဓာလွင်မတော်သည်နဲ့မြေရောမတော်သည်နဲ့မောဟကြီးတယ်မဝင်နဲ့ကြားထဲမှာတေချာကြီးရိမ့်လာတဲ့ဘောတွေ့လိမ့်မယ်နော်ကြာရင်ရိမ့်တတ်တဲ့တဘောသူတဘောသူကရိမ့်လာတတ်တဲ့တဘောတွေပြလာတာကဖောက်ပြန်တဲ့တဘောပဲပြတာနော်ငါဖောက်ပြန်တယ်လို့ဆွဲထားတဲ့အာယုံကဒီဘုံရင်အာယုံကပေါ်ကိုလည်းနှိမ့်ဆက်တယ်လို့ထိုင်တော့လည်းနှိမ့်ဆက်တယ်ထားတော့လည်းနှိမ့်ဆက်တယ်သူမရှင်းခဲ့လို့ဟုတ်တာပေါ့တဲ့ဟရိယဝိထု
ပြင်ကိုထွက်ညွတ်တတ်တဲ့အာယုံနော်ချွေးလို့ပြင်ထွက်ညွတ်လိုက်တာလေဒီနှလုံးအိမ်ဘဝင်မှာပဲမိမိကတခိုးချင်းကြည်တန်းချွေးကိုအာယုံကိုပါလှန့်ခိုးတာပဲသူကမျက်စိကိုလည်းခိုးတယ်နားကိုလည်းဆွန့်ပြီးတော့ခိုးတယ်တဲ့မိမိရဲ့ရှားကိုလည်းခိုးထိတွေကိုလည်းခိုးချွေးကိုလည်းသူကခိုးမယ်ကြည်တန်းကာယကြီးကစီးနေတာကိုမသိကျုံးကြုံပြုတ်နေတဲ့စိတ်ကလေးကဘဝင်ဟရရမှာရှိတယ်နော်သူကထွက်တော့ကြည့်လိုက်တဲ့ချွေးထွက်ပလားတဲ့စဉ်းစားတတ်တဲ့ဉာဏ်လေးထသုံးပေးတာကြည်တန်းမကောင်းတတ်လို့ထသုံးတာတကယ်ဖောက်ပြန်ရင်သူလဲဘဝင်မှာပဲစုနေတာနော်ပါတယ်စိတ်ကလေးကသေးလဲတော့ဘဝင်မှာလည်းမရှိဘယ်မှာမှမရှိဘူးတဲ့လွတ်မယ်ထင်တဲ့နေရာတဏှာတိလှဲ့ပတ်ပြီးရှာတတ်တဲ့သဘောလို့သွားမြင်တာကြည်တန်းဖောက်ပြန်နေတဲ့သဘောတွေကနေပြီးတင်းပြီးတော့ဘယ်ပဲခြေတော်ကြီးတင်းလာတော့လည်းမနော်လေးလာတာနှစ်ချောင်းလုံးစုံလေးတဲ့ပုဂ္ဂိုလ်လည်းစုံလေးလာတာတစ်ဖက်တည်းနဲ့လေးလက်ကလည်းလေးလာတဲ့သဘောတွေတွေ့လာလိမ့်မယ်လက်ပြားလေးတွေကိုမလုံးနဲ့လေးလာလိမ့်မယ်နော်သွားမလုံးမိသေးနဲ့လဲပြီးထုံထိုင်းနေတဲ့သဘောတွေတွေ့လာတယ်ကြည်တန်းထုံပြီးရုပ်ကြီးတစ်ရုံလုံးထုံထိုင်းကြီးထောက်ထားတဲ့တောက်ကြီးနှစ်တောက်ကလဲတောက်ကြီးလိုပါလားသဘောတွေပေါက်လာလေးလာတဲ့အောက်ကနေပေါင်ထိတောင်းလာတတ်တဲ့သဘောသူသဘောတွေကြည့်လို့ပြဓာတ်လေးပါကြည်တန်းဓာတ်လေးပါငိုးလုံးထိုင်တော့လဲဓာတ်လေးပါပဲလျောင်းတော့လဲဓာတ်လေးပါပဲမတ်တက်ကြောတော့လဲဓာတ်လေးပါပဲနှချောင်းလဲထောက်ထားတော့လဲဓာတ်လေးပါပဲပြတတ်တဲ့သဘောပဲလို့သွားသိတာနော်ရေတာမလွန်သေးနဲ့ဒေချာလဲတတိလေးကပ်ပြီးတော့ဖောက်ပြန်နေတာတတ်တက်ကလေးကိုဒေချာလေးကြည့်မယ်ဘလို့များဖောက်ပြန်နေတယ်လဲဒီချွေးတွေဒီတွေးတွေထွက်ဖို့ရည်အတွက်မိမိဘာတွေရင်းခဲ့ရတယ်လဲဘဝတစ်ခုလုံးရခဲ့တဲ့မိနဲ့ဖတော်၎င်းမိမိတို့ရဲ့ကမ္မထမ်းဆရာတွေဘလို့ကျင့်ခဲ့တယ်လဲဒီမတ်တကမ္မထမ်းကိုကြည်တန်းဖောက်ပြန်နေတာဒီလောက်ငါတို့မှာပယ်ပိတ်အောင်လောက်တောင်ဒီလောက်ကျင့်ရလားလို့မမင်းနဲ့ဘာမှမကျင့်ဘူးလေးပါဘူးတဲ့ခုမှစတာဘဝခုမှစတာဝိပဿနာကခုမှစမှာနော်ဒါနတွေသီလတွေကလုံပြီးရတယ်ပေါင်းပြီးရတယ်ဘာဝနာအပဩမာမန၅ပါးည၅ပါးသင်တို့တော်နာကြီးအောင်ထအော်တော့လဲတာဓုခေါ်မမေးဘူးတဲ့ကိုတာဓုခေါ်ဝမ်းမြောက်နိုင်တဲ့ဘဝရောက်ပြီနော်ရေဒါမလွင်သွားသည်နဲ့မျောပြီးငိုင်းမတော်သည်နဲ့လေးလာရင်လေးလာတဲ့အာယုံကိုပြန်ရှုလေးလာတဲ့အာယုံလေးပဲကြည့်ပြီးဒါမဲ့မျက်လွှာလေးတွေလေးလာတဲ့တဘောခြေောင်းတစ်ချောင်းကရိမ့်လာတယ်နော်ပကတ်ကလေးလွှဲတယ်လို့ရိမ့်ပြီးလာမလဲဘူးဘာမှမကြောင်းနဲ့လဲစရာလည်းအကြောင်းမရှိပါဘူးတို့တဘောသူဆောင်းနေတာဓမ္မကသူ့လိုပြနေတာသွားမလုံးမိသေးနဲ့လေကြီးကိုအားကြီးနဲ့မရှုနဲ့ခြေောက်ကလေးနှစ်ချောင်းညောင်းတာမမောဘူးနော်ညောင်းတတ်တဲ့တဘောလောက်ပဲပြတာနာပြီးစိတ်ကိုလွတ်ခါလေးပြစ်ချထားလိုက်တဲ့ဓာတ်လေးပါပြနေတာကသူ့လိုပြလာလိုက်မယ်မိမိငါတောင်ပွားသေးရမလို့ဘူးတဲ့မှန်ဆိုရင်ဟောစရာတောင်မလို့ပြောစရာတောင်မလို့နော်ရိမ့်လာတယ်လို့ဖြစ်လိမ့်မယ်ပကလွဲတယ်လို့ရိမ့်ပြီးလွဲလာစိတ်ကရိမ့်ပြတာယောဂမရိမ့်ဘူးတရေထားလက်တွေမဆုံးနဲ့လက်နှချောင်းကိုမိမိပြန်မဆုံးနဲ့နော်မိမိလက်ပြက်ကြသွားတာမရှိဘူးတဲ့ဒီလက်ကိုမလို့လိုက်ပါနဲ့တရေထားပြင်းရင်တဲ့စိတ်တွေပေါ်လာရင်တရေလေးဒါလေးလာတဲ့သဘောပဲတွေ့မှာဘာမှမတွေ့ဘူးနော်လက်ကလေးနှချောင်းလေးလာတာကမပြောပါတော့ပါဘူးတဲ့ခြေထောက်နှချောင်းတောင်ထောက်ထားနိုင်တယ်လက်နှချောင်းကထောက်ခိုင်းတာမှမဟုတ်တာတဲ့ထတ်တဖို့တော့မိမိရရတာနော်ရက်တိမိုးကထတ်တဖို့တော့မလိုလိုက်နဲ့တခြားလေးသွားမယ်နော်လက်ကိုတော့မကွေးနဲ့အာမထုံးနဲ့မဖြုတ်သေးဘူးဘာလို့လဲဆိုဒီဝေဒနာဆုံးတိမိမိလိုက်ကြည့်မယ်ဝေဒနာလေးကဘယ်တော့မှမများဘူးတဏှာရတာသားသွားမှာနော်တရေတာမလွယ်သေးနဲ့မျောပြီးလိုက်မသွားနဲ့မျောပြီးလိုက်မသွားနဲ့ဖောက်ပြန်တဲ့သဘောတွေပဲကြည့်တော့မယ်ခြေတော်နှချောင်းရဲ့မိမိခြေတော်နှချောင်းဆိုတဲ့တင်ညာပေးပုံကနေဖောက်ပြန်ပြီးတော့ထုံတလဲနင်းတလဲညောင်းတလဲကြိုက်တလဲကနေထုံရင်းကျင်ရင်ကြိုက်ရင်းနဲ့ဆွေးတောင်ဘယ်ကထွက်လာလိုက်မှငါမသိဘူးတဲ့သိရလားဘယ်ချိန်ချွေးထွက်သွားတော့သိရလားမသိဘူးတဲ့ညှစ်ထုတ်လိုက်ရတာမျိုးအားကသူ့ဘက်မှာမရဘူးခြေတော်နှချောင်းပိုးလာတဲ့သဘောထုံးနေတတ်တဲ့သဘောတွေမှာပဲသွားပြနေတဲ့သဘောနော်ဒါလေးပါပြလာတယ်လောဝါးတွေမဖြန်းနဲ့မလုံးနဲ့ဘာမှမဖြစ်ဘူးလေဖြတ်မသွားဘူးကုံပြောက်သွားလိမ့်မယ်မိမိလွန်လိုက်ခဲ့တာများပြီတဲ့ဘဝတွေလွန်လိုက်လာတာများတော့ကြည်လားဟိုချိန်ထိတဏှာလိုကြငါကြိုက်ဆောင်းနေတုံးမဲလားလို့မိမိမရှက်ရင်ကိုမင်းနော်
တဏှာကြငါလိုက်တာမိမိဩဓမ္မကိုအာခန်းလာတာကိုကအကုသိုလ်မှကုသိုလ်မှမကိုပါဇက်ကရွတ်တယ်ဖတ်တယ်နှုတ်ကပြောတယ်တဲ့ဒါတွေကိုဓမ္မထင်ခဲ့တာကြည်လားဓမ္မလို့တော့ဆန့်ကျင်မနေနဲ့နော်လှုပ်လိုက်ပြင်လိုက်ညောင်းလိုက်မလုံးနဲ့သူတော်ဘောတူပြလာလိမ့်မယ်ဒါလေးဘက်ကလည်းပြလာတယ်ကြည်လားလက်ကလေးလာတယ်လို့ညောင်းတယ်လို့တဲ့ကြာနေတော့လက်ကြီးပဲလေးပြီးခြေတော်နှချောင်းကလည်းထုံထိုင်းပြီးတော့ထောက်ရပါဦးမလားလှမ်းရပါဦးမလားနဲ့မတွေ့နဲ့တကောက်ကလေးလာတော့ပြလိုက်မယ်တကောက်ခက်ကမိမိရဲ့တကောက်ကတောင့်ပြီးတော့ကြည်လားတင်းလာတယ်အောက်ကလည်းမိမိရဲ့ပူးလာတယ်ခြေပြားပတ်လေးကတံပြားကြီးပေါ်နင်းတာတလို့ဖြစ်လိုက်ကြောက်ပြားခုံကြီးမီးဖုတ်ပြီးနင်းတာတလို့တဲ့ကျင်တလို့ပြောင်းလာတယ်ဒါလေးပါးတွေပြောင်းပြနေတဲ့သဘောပဲရှိတာဘာရှိတယ်လဲဖောက်ပြန်နေတဲ့ရုပ်တုံးကြီးဖောက်ပြန်နေတဲ့သဘောတုံးကြီးဖောက်ပြန်နေတဲ့ဓာတ်တုံးကြီးဘယ်မလဲကြည့်လိုက်စမ်းခန္ဓာကြီးတစ်ခုလုံးကြည့်လိုက်တာသွေးတွေသားတွေကြောတွေရိုးတွင်းတွေချင်းသီးတွေနဲ့ပြင်မာနှုတ်တုံအောင်ချီထားတော့လေသားတွေနဲ့ဖွဲ့စည်းထားတော့လေတွင်းမှာကတော့မိမိခံစားတတ်တဲ့တတ္တိတွေကပြမနေဘူးလားပြင်ကိုလာပြီးထုတ်ပြတာနော်တွင်းကနေပြင်ကိုဖောက်ပြန်ပြတတ်တဲ့သဘောပဲမလဲဖောက်ပြန်နေတာငါပဲလားဒိဋ္ဌိမကွာတဲ့ဘူးဘုချိန်တိမကွာတော့ပဲမလဲဖောက်ပြန်နေတာပဲတဲ့ခြေထောက်လို့ပြောတဲ့ခြေထောက်ကြီးကဖောက်ပြန်ပြရဲ့လားဖောက်ပြန်တာမဟုတ်ပါဘူးတဲ့မတ်သက်ကြီးညောင်းတယ်လို့တင်ညာပေးတာတော့ညောင်းတော့ခုချိန်တိတင်ညာမကောက်ဘူးပဲမလဲညောင်းနေတာကငါလားပြောင်းရင်နေတာကငါပဲလားမိမိတို့ငါဆွဲလာတာပဲမလဲလေးတဲ့သဘောရှိလဲလိမ့်မယ်နော်လေးနေတဲ့သဘောလေးကိုပြန်ပြီးတော့ရှုကြည့်လိုက်တာလေးတယ်ဆိုတဲ့အာယုံကိုပြန်ရှုလေးတယ်ဆိုတာတကယ်လေးတာဟုတ်ရလားဘယ်ကလေးတာလဲရုပ်ကလေးတယ်ပြောတာလားစိတ်ကပဲလေးတယ်ပြောတာလားနာမ်ကများလေးတယ်ပြောတာလားပူတယ်တဲ့ဘယ်ကပြောတယ်လဲဝေဒနာဆိုတာနာမ်လို့ပြောပြီးရနော်ရုပ်ကဖောက်ပြန်ကတတ်တယ်ပဲဖောက်ပြန်တဲ့ရုပ်ကစိတ်ကလေးကိုကြည့်လိုက်ဖောက်ပြန်တယ်လို့ပြောတဲ့စကားလေးကိုပြန်ပြီးသုံးတတ်ကြည့်လိုက်တာဖောက်ပြန်တယ်ဆိုတာဘာကိုပြောတာလဲခန္ဓာကြီးသွားမကြည့်နဲ့ဒီခန္ဓာကြီးမန္တမျက်စိကြီးနဲ့မြင်တဲ့ယုတ်ကြီးသွားမကြည့်နဲ့ဖောက်ပြန်တယ်လို့တွင်းနေတဲ့အာယုံလေးကိုပြောလိုက်တွင်းနေတဲ့ဖောက်ပြန်တယ်ဆိုတာဘာကိုပြောတာလဲလို့ပြန်ပြီးဖြေရတာခံစားတယ်လို့ပြောခံစားတယ်ဆိုတော့ပြဉ္ညာကလေးဖယ်လိုက်တာသဘောပဲရှိတာပြနေတာကသဘောရုပ်သုံးကြီးကလွတ်ရပရမတ်သုံးကြီးဓာတ်သုံးကြီးဖြစ်သွားတာမိမိကမသိဘူးကြီးလားလဲပြီးတောင်းကွန်ကရစ်ကြီးကင်ထားတယ်လို့ပဲတဲ့ခြေတော်နှချောင်းကလဲလာတဲ့သဘောတင်းလာတဲ့သဘောပြတယ်တောင်းလာတဲ့သဘောပြတာဒီယုတ်ကြီးရှိလို့တောင်းပြတင်းပြနေတာတွားရမရလှုပ်ရှားရရုံးကန်ရတာမောပါပြီသားစားမရစားမြည်ဆွေမျိုးစားရှားလာတာမမုန်းနေဘူးလားတတလုံးလျှောက်ခဲ့တဲ့ခြေတော့ခုမှမတ်တက်ကလေးဇုံရက်ပြီးနားမလို့ချီသေးတယ်ပင်မန်းပြီတဲ့မိမိတို့ကဘဝင်မှာတရားကျင့်တယ်ဆိုပြီးနှလုံးသွင်းပြီးကြောက်စိတ်ကြီးနဲ့ဝင်လာလို့စိတ်မှာကကြောက်စိတ်ဝင်နေတာကြောက်စိတ်မဝင်နဲ့ကြောက်เสียမလို့ဘူးတဲ့မတ်တက်ရက်နေတာဘာခိုင်းလို့တော့ဘာမှမလုပ်ခိုင်းဘူးတချို့ပခုံးပေါ်မှာတုံးကြီးတယ်ထမ်းကြောက်တုံးနေထမ်းတဲ့မိမိတို့ဘာကမှဆိုကြောက်တုံးနေထမ်းဒီမှာတော့တောင်ရတွေလို့စဘာတွေထမ်းပြီးတော့လမ်းလျှောက်ခဲ့နေတာဒီခြေတော်နှချောင်းနဲ့မိမိမိမတွေဆိုသေးတောင်းနေတောင်တချို့ရွက်ကြတယ်လောက်ကြတယ်ရှိသေးတာပဲတဲ့ဒီခန္ဓာကြီးပေါ်မှာဘာများတင်ထားတယ်လဲအဲ့ကတည်းကမေးချက်တစ်လုံးတော့မပါဘူးနော်တရိဒလေးလောက်အောင်ပခုံးပေါ်မှာဘာများတင်ထားလို့လဲဘာမှမပါပဲနဲ့လေးပြီးဖောက်ပြန်ပြလောက်တဲ့သဘောကိုကဖောက်ပြန်တတ်တဲ့သဘောပဲတဲ့ခန္ဓာရလာတာခန္ဓာ၅ပါးဖောက်ပြန်တဲ့ရုပ်လုံးရုပ်ခဲကြီးပဲရှိနေတာဘာတွေများရှိတယ်လဲတေချာကြီးသွေးနေတာကခန္ဓာထဲမှာလားဖောက်ပြန်နေတာကသွေးတွေလားသားတွေလားတေချာကြီးဖောက်ပြန်နေတာကသွေးကလည်းမဟုတ်ဘူးသားကလည်းမဟုတ်ဘူးတဲ့ဖောက်ပြန်တဲ့စိတ်ကလေးပဲရှိရနော်စိတ်ကလေးပဲအာယုံလေးကပြနေတာကိုမိမိကငါးချက်တော့ငါးချီငါးလက်ဒိဋ္ဌိနဲ့ပေါင်းတဲ့ကြီးသားခံစားတယ်တဲ့ခံစားတယ်ဆိုတာဗဇက်ရပြဉ္ညာရပြောတာမဟုတ်လားစိတ်ရပြောတာမဟုတ်လားစိတ်ကခံစားတယ်ပြောဒီစိတ်ကလေးပြန်တက်လိုက်တာပဲစိတ်ကလေးကပြန်ပြီးခံစားတယ်မရတော့ဘူးပြောနေတာကဘယ်လိုလဲမရတော့ဘူးဆိုတော့မတ်တက်ကြီးကမရတော့ဘူးပြောလားခြေပြားနဲ့ချောင်းကပြောတာလားဗဇက်လည်းမပြောဘူးပဲမလဲနှရွက်ကပြောတာလားပခုံးကပြောတာလားဘယ်မှာလဲပြောတဲ့စိတ်ကိုပြန်ကြည့်လိုက်တာဒါကြီးတို့ကမှကျိုးနားကနေပြန်ပြီးနားထောင်ပြီးကိုတင်ညာပေးတယ်မရတော့ဘူးပူလာပြီးအဲ့လိုပြောနေတဲ့စိတ်ကိုပြန်ကြည့်လိုက်တာ
ဘယ်လိုပြောနေတာဘယ်မလဲပြောတာကဘယ်နေရာကပြောတာလဲပါဇာလည်းပိတ်ထားပြီစိတ်လို့ပြောစိတ်ကလည်းဘယ်နေရာမှာနေတာလဲနေတဲ့နေရာကိုပြန်ကြည့်ဟရယမှာလားဝိထုမှာလားနှလုံးအိမ်မှာလားစဉ်းစားတတ်တဲ့ဉာဏ်လေးကဘယ်မှာလဲမိမိဒီကတန်ကိုဓာပြန်ကြားရတဲ့တဘောကိုပြန်သုံးတတ်တဲ့ဉာဏ်ကဘယ်မှာလဲဘယ်မှာပါလာတာလဲသေရင်ကောသူပါမလားလို့သုံးတတ်ကြည့်မပါဘူးမပါဘူးဘယ်တော့မှမပါဘူးရှိမှမရှိတာတဲ့ရှိထင်ခဲ့တာနှုတ်ကပြောတာလေးကိုပြန်ပြီးဘာသာပြန်ဒါကိုလူလို့ခေါ်တာဟောဝသမုတ်လို့လောကမှာလူတဲ့လူဆိုတာပြသန်းဘယ်မလဲလက်ကလားခြေကလားဒါကလူတိုင်းကြားဘူးတဲ့ဟုတ်ပြီတဲ့သွင်းနေတဲ့အာယုံလေးကိုပြန်ရှုပယ်ပိတ်တယ်နော်လိုက်တိုင်တခါတည်းနဲ့ပယ်ပိတ်တယ်သွင်းနေတဲ့အာယုံကိုပြန်ရှုတာအာယုံကိုဖော်တတ်တဲ့စိတ်ဆိုတာဘယ်မှာလဲမိမိတင်ညာကြီးနဲ့ဖုံပြီးဘာလို့ရအောင်မှညာလို့အောင်မှဘယ်လိုမှဘာမှမလုပ်ရဘူးလုံးเสียမှမလို့တာသူများဖို့တဲ့သူများဖို့လုံးအောင်ကျွံလာဘဝတစ်ခုလုံးသူများဖို့ကျွံလုံးလာကြီးသားဘုံတိုင်းလုံကြီးမိမိလုံနေတာကကျွံလုံကြီးတဲ့ကိုယ့်ဖို့ကိုမလုပ်ဘူးကြီးသားဟောဒီကဘုံတို့ဘုံယုံကြီးသူများဖို့လုံလာတာဘဝတိုင်းမရေနိုင်ဘူးပရာဟိတရေလုံးလိုက်ကောင်းမှုတွေလုံးလိုက်စားတွေချလိုက်ရဲတဲ့တွေဝဲလိုက်တာမယားတွေလှုပ်ကြွေးလိုက်ဘဝတွေရေမရဘူးဘယ်မလဲငါကဘယ်မလဲကြည်တန်းငါဆိုတာဘယ်မလဲမတ်တကြီးကငါလားပြောတာကကောငါလားငါဆိုတဲ့စကားလေးကိုဖယ်လိုက်တာဘယ်မလဲဘာလို့လဲနာမည်ပေးတာကဖေမေမွေးလာတာကတော့လူလို့ပြောတယ်ဘယ်မလဲတက်တုံးတက်ခဲတွေ့တုံးတွေ့ခဲသားတုံးသားခဲကြီးကနေဆိုင်ခဲဖြစ်လာတာငါလားကလလရေကြီးတော့လည်းငါမရှိဘူးရေနောက်မှလည်းငါမရှိဘူးလေးဘက်သွားမှလည်းငါမရှိဘူးခုကြီးလာမှတင်ညာပေးပြီးငါဖြစ်သွားအောင်ဘယ်မလဲနာမည်ပေးတစိတ်ခတ်ကမွန်းတက်လိုက်မှမိမိတို့ကငါလို့ပြောတာလားအဲ့ဒါငါဟာလားမဟုတ်ပါဘူးစတွေကဒီတုံးဒီခဲဒါကြီးပါပဲနာမည်မပေးပဲဒီတိုင်းကြီးထားတဲ့ဒါကြီးပဲမဟုတ်လားတရိဓာမိမိတို့ကမသိပါဘူးနာမည်ပေးပြီးနာမည်ကြပြီးဒေါသဖြစ်နေတော့တဲ့စိတ်တွေကြည်တံတရိဓာဘယ်လိုကဲမလဲဘယ်လိုကိုဘယ်လိုကဲနိုင်လို့လဲကိုယ်ရုပ်နဲ့ကိုယ်ခန္ဓာကိုယ်နာနဲ့ကိုယ်စိတ်လို့ပြောရည်စိတ်ကိုပြန်ရှုတာမိမိတို့သွင်းနေတာပူတယ်လို့ပြောတဲ့စိတ်ကိုကြည့်တာပူတယ်လို့ပြောတဲ့စကားပြောတဲ့နေရာလေးကိုလိုက်ရှာလိုက်မိမိစိတ်မှာစကားပြောလိုက်ရှာနော်ဘုန်းကြီးပြောတာကိုလိုက်မရှာနဲ့ခန္ဓာနဲ့တခါတည်းပေါအောင်လို့စိတ်ကလေးကိုပြန်ရှုမယ်ဘယ်မလဲတွေးနေတဲ့စိတ်ကလေးတွေးရင်တွေးတဲ့စိတ်ကလေးပြန်ရှုတာဘယ်နာကပြောတာလဲဘယ်နာနေတယ်လဲခန္ဓာကြီးတစ်ခုလုံးတော့ဖြန့်ပြီးရှုလိုက်တာဝေဒနာကိုဖြန့်ရှုခိုင်းတာမဟုတ်စိတ်ဆိုတဲ့ပေါ်နေတဲ့ဟာကိုဟိုနေရာရှာဒီနေရာရှားနေတဲ့ဟာကိုပြန်ရှာလိုက်ပါတဲ့ဘယ်မလဲရှိရလားမရှိဘူးနော်ရုပ်ကြီးတစ်ခုလုံးမှာမိမိကိုစကားပြောနေတဲ့စိတ်ခုဘုန်းကြီးစကားပြောနေတဲ့စိတ်ဘယ်မှာလဲဘုန်းကြီးဗိုက်ထဲကလားပါဇက်ကလားသွားကလားဝင်းထဲကလားဘယ်ကလဲခေါင်းထဲကလားအိုထဲကထွက်တာလားတန်ဘယ်ကလဲပဒနာခေါင်းပဒနာခုကလားမဟုတ်ပါဘူးတဲ့ဘယ်ကထွက်တယ်ဒီတန်ဒီဘယ်ကလာတယ်လဲမိုက်ကလားသေချာဖြေရှာမိမိတို့စိတ်ကပြောနေတော့ပါဇက်မဟာပဲနဲ့ဘယ်ကပြောတယ်လဲကြားနေတဲ့အာယုံကနားကလားဘယ်ကလဲမဟုတ်ဘူးတဲ့စုံစည်းထားတဲ့စုံစည်းရဌာနကြီးမိမိရဲ့ဖွဲ့စည်းရိုးစည်းပြီးလုံးတတ်တဲ့သဘောကိုမိမိမသိဘူးတဲ့ဘယ်မလဲသေချာရှာတွေးနေတဲ့စိတ်ကိုပြန်ရှာတွေးနေရင်တွေးနေတဲ့စိတ်ရှာပူတယ်လို့မှတ်နေတာငါးချက်တော့လို့မှတ်နေမှတ်သေချာရှာနော်ရှာတစ်ခါရရင်တစ်ခါပြတ်တယ်တဲ့ဘဝတန်တရာပြတ်တာပြောတယ်ခြေထောက်ပြတ်သွားတာမဟုတ်ခြေထောက်ကြီးမပြတ်ဘူးဘာမှမကြုံမိမိတွေးနေတယ်ပူတယ်တော့ဘယ်နာပြောတာလဲမိမိပူတယ်ဆိုတဲ့စိတ်ကိုပြန်ရှာတာစိတ်ကိုရှာပါစိတ်ရှင်နဲ့ရှာစိတ်ကိုပတ်ရှုသွားမယ်ခန္ဓာကြီးတစ်ခုလုံးမှာဘယ်နာကထွက်လာလဲရင်ဘတ်ထဲကလားနှလုံးအိမ်ကလားဟရယကလားသွေးကလားသားကလားဥကလားပတ်ရှာတယ်ပတ်ရှာလိုက်ခန္ဓာကြီးမှာပတ်ရှာလိုက်ငါလို့တွေးနေတာပူတယ်လို့တွေးတာကိုလိုက်ရှာလိုက်တဲ့ခြေထောက်တစ်ချောင်းကလားခြေထောက်တရားပြောတယ်လားစကားပြောလားတေချာရှာစိတ်ကလည်းမပြောဘူးခြေထောက်ကလည်းမပြောအဲ့စိတ်ကိုရှာအဲ့စိတ်ကြောင့်လည်းပဲဒိဋ္ဌိဖြစ်လိုက်တဏှာဖြစ်လိုက်မာနဖြစ်လိုက်ဥပါဒဏ်တွေဖြစ်လိုက်တဲ့ယဟန္တာတွေတော့မဖြစ်ဘူးကြည်တန်းပယ်လေးပါတော့မျိုးမျိုးရောက်ဘူးတဲ့မြမပြည်ရောက်လိုက်နတ်ပြည်ရောက်လိုက်ငရဲကြလိုက်ပိဋ္ဌာဖြစ်လိုက်တဲ့တိရစ္ဆာန်ဖြစ်များမှာပါတဲ့ကိုဘဝတောင်တိရစ္ဆာန်ပုံတွေပေါက်နေပြီတဖြည်းဖြည်းနဲ့ကြည်တန်းမိမိတို့အောက်ကြခြင်းစိတ်သွားခြင်းစိတ်မနာလိုစိတ်တဝင်းလိုစိတ်အိဋ္ဌာတွေမစ္စည်းရတွေကိလေသာတွေကာမဂုဏ်တွေအာယုန်တွေဓာတွေနဲ့နေတာဒါကတော့ပယ်လေးပုံမှာပေါ်လို့မျိုးတွေကလည်းစောင့်ကုန်ပြီနော်တရေတာမိမိတို့ရငါတို့ကတော့ယုံထမယ်ပယ်မသွားနိုင်ဘူး
ဘယ်တော့မှမသွားဘူးလို့ဆောင်းပြတာမသွားရတဲ့လမ်းလည်းရှိတယ်မလိုလိုက်နဲ့လွတ်တယ်တစ်ခါရရင်တစ်ခါတည်းနဲ့ပြတ်တယ်နော်မိမိစိတ်ကိုပြန်ရှာဘုန်းကြီးဟောနေတဲ့တန်ကိုလည်းပြန်ရှာကြည့်တယ်ဘုန်းကြီးပါဇက်ထဲရလားအာကလောင်ထဲကလားဘယ်မှလဲအာဒီကလားမဟုတ်ဘူးအာဒီဖြုတ်ကြည့်လိုက်တာမဟုတ်ဘူးတဲ့ထွက်နေတဲ့တန်ကဘယ်ရလဲမိမိပြန်ရှာမိုက်ကတဲ့မဟုတ်ဘိုက်ထဲမှာအဲ့တန်ဘယ်နာထားလဲမကြွနဲ့မကြွနဲ့လိုလိုက်တာဘယ်ညာနင်းခိုင်းနေတာမဟုတ်ဘူးနော်မလိုလိုက်နဲ့မိမိစိတ်ကိုလိုလိုက်တယ်ကြည်သားမသေးခင်တည်းကလိုလိုက်ပြီးကြွနေတယ်တဏှာဤတတာလေးဘာဖြစ်မှာလဲဘာမှမဖြစ်ဘူးမလိုလိုက်နဲ့ယောဂရှိတယ်တဲ့ယောဂကိုဘာမှမဖြစ်ဘူးကြောင်းမပြနဲ့ယောဂကဘာမှမဖြစ်ဘူးနော်မကြောင်းနဲ့တရေတာတေချာလေးရက်ယုံလေးပဲဘာမှမလုပ်နဲ့နားနေုံပဲခြေတော်ကလေးညောင်းတာလိုလိုက်တာတဏှာဒိဋ္ဌိတဏှာဆွဲနေတာဒီဆွဲကြီးမပြုတ်ရင်ဒီကံကြီးဒုက္ခရောက်တတ်တယ်ဒါကြီးနဲ့တေမှာဒါကြီးနဲ့တေမှာမလို့ဒါနဲ့မသေးဘူးဒါလွတ်တယ်လွတ်ပြီးရတယ်ဘုရားရဟန္တာခန္ဓာယောဂကြီးနဲ့တေတာမဟုတ်ဘူးနော်သွေးအမိတေတာမဟုတ်ဘူးရှင်သာရိပုတ္တရာကြီးကမရဖို့ရနိဗ္ဗာန်ရပြောတာဒီယုံကြီးကိုဆွန့်ခဲလို့မသိတော့တာပေါ့ဒုဒကာကြီးတော့ယုံကြီးဆွဲပြီးမာလိုက်ကြွလိုက်ညောင်းလိုက်ပြင်လိုက်ကြီးလုံးနေတာလိုလိုက်နေတာပါလေးလာတဲ့ဘောတို့တယ်မနော်လေးလာစိတ်ကိုပြန်ချလာမှာကြွကျင်ရင်မကြွပဲနဲ့ကြွကျင်တဲ့စိတ်ကိုပြန်ချဘယ်နာကြွကျင်လာတော့ငါကြွကျင်တဲ့ငါကြီးကတ်တဲ့ဒိဋ္ဌိကြီးပိဋ္ဌာယုံကြီးတလိ္ဆန်ယုံကြီးပေါက်နေတာမသိဘူးကိုယ့်ကိုယ်ကြည်သမ်းဩမိမိဘာကိုဖြစ်နေတာလဲရုပ်ကိုပြန်ကြည့်လိုက်သမ်းပေါ့ကိုယ်ခန္ဓာကြီးကိုပြန်ကြည့်လိုက်သမ်းဘယ်မှာလဲကြွကျင်တဲ့ခန္ဓာကြီးကဘယ်လိုလဲမလိုလိုက်နဲ့ကလေးလေးတွေတော့မလုံးနဲ့နော်လိုလိုက်ခဲ့တဲ့ဘွားတွေများပြီမျက်လုံးမိတ်ရုံမကလို့ကုံလုံးမြင်တယ်ဟိုးနောက်ဒီဖောက်မြင်တယ်နော်မိမိတို့ခန္ဓာမှာရှိတယ်ကြွကျင်တယ်မကျင်တယ်တရွဖြစ်နေတယ်ဩမကြွနဲ့ဖွင့်မှခိုးလည်းပိတ်မကြည့်တာမလို့ဘူးတဲ့သိတယ်ဘယ်ညာလဲမနေနဲ့လက်ကိုလည်းမလုံးပါနဲ့တခြားသုံးတတ်ကြွကျင်တဲ့အာယုံကိုသုံးတတ်ပါလုံးမှလုံးတယ်ပြောတာနော်မလုံးရင်မလုံးဘူးမပြောဘူးတဲ့ရမ်းမပြောပါဘူးတရားပြတာရမ်းပြလို့မရဘူးတဲ့တိတိကျကျမိမိတို့ရဲ့ခိုင်ခန့်ဟောဒီကကာယမှာတရွဖြစ်နေတဲ့ဩပုံမျိုးမြောင်များစွာဖောက်ပြန်ပြနေတဲ့တဘောဓာတ်၄ပါးမျိုးပြနေပါလားမျိုးတင်ညာပိဟောမိမိတို့ရဲ့စိတ်ကဟောဘယ်ကိုသွားနေတာလဲဝေဒနာဆိုတဲ့စိတ်တင်ညာဆိုတဲ့စိတ်မာနဆိုတဲ့စိတ်တက္ကာယဆိုတာလည်းစိတ်ပါပဲဒါကစိတ်တွေကြီးပဲယဟန္တာလည်းစိတ်ပဲဖယားလည်းစိတ်ပဲသူတော်ကောင်းလည်းစိတ်ပဲလူယုံမှလည်းစိတ်ပဲဒါပဲစိတ်ချင်းသူရဲ့လားမတူပါဘူးဒေဝရကြီးလည်းစိတ်ပဲသာသတမင်းလည်းစိတ်ပဲတဲ့စိတ်တော့စိတ်တွေကြီးပဲစိတ်တွေချင်းမတူလို့စိတ်မတူတဲ့ပုံတွေသွားတာနော်ပရိထာမလွန်တဲ့နဲ့မျောပြီးမတော်နဲ့မျောသွားခြင်းနဲ့ခြေတော်တစ်ချောင်းပူတယ်ဆိုတဲ့အာယုံလေးကိုမြန်းရှာလိုက်တဲ့ပူတယ်ဆိုတာဘယ်မှလဲငါခြေတော်ပဲလားတေမမတေခင်ကဖြတ်ခံရမယ်ခြေတော်ကြီးကောင်းကြီးမဟုတ်ဘူးကြွနေမအနေကျတော့ဖြတ်ခံရလိမ့်မယ်နော်မတေခင်ကဖြတ်ခံရလိမ့်မယ်တဲ့ဒူးကြီးကမကြွတော့နဲ့မိမိတို့ယောဂလည်းပျောက်တယ်စိတ်ရှင်နဲ့ရှုပျောက်ပြီးကင်စားမကလို့မနှက်ဖျံသေမယ်ပြောမသေးပါဘူးတဲ့ပျောက်ပါတယ်ဘာယောဂဖြစ်ကုန်ပျောက်တယ်မကြောက်နဲ့ကြောက်ကတ်လာစီးကြလာမပြောက်တဲ့အကြောင်းကြီးယုံကြည်နေရလို့နော်မိမိကယောဂကြီးဆွဲနေတာယောဂလို့ပြောအောင်ယောဂဆိုတာဘာကိုပြောတာလဲဘယ်မှာလဲယောဂတဲ့ယောဂဆိုတဲ့သကလုံးဖယ်လိုက်တော့ဘာကြီးလဲကင်စားဘယ်မှာဘာကိုကင်ပြီးဘာကိုစားတာလဲဘာမှမရှိတာလေရှောက်ထွဲနေတာကြောက်ကတ်တယ်ဩကြောက်ကတ်ကသွေးလုံးသားတုံးကြီးကိုဆိုင်ခဲကြီးကိုသဲမကောင်းဘူးတဲ့သဲကစတယ်ဘယ်လိုကောင်းလို့တော့နဲ့ဘယ်လိုမှမကောင်းဘူးကောင်းလို့လည်းဘယ်လိုမှကောင်းအောင်ပြင်ထားတာမရှိပါဘူးတဲ့သဲကောင်းတဲ့ကောင်လည်းမရှိဘူးတချမ်းကြီးဗိုက်ရက်ကြီးပါပဲတွင်းထဲမှာဓာကြီးပဲကောင်းတာလဲဓာကြီးပေါက်တာလဲဓာကြီးမကောင်းတာလဲဓာကြီးမမြင်ရပဲနဲ့ဘာကိုမကောင်းတာလဲဘယ်မလဲကောင်းလဲတနေ့သွားမှာမကောင်းလဲသွားမှာရှောက်တုံတတ်တယ်ယောဂနဲ့မတ်တနဲ့မဆိုင်ဘူးနော်တေချာသွားတေချာယုံလေးလွင့်ပြီးဖြေချပါကြွားတယ်လဲမာတယ်လဲပြင်းတယ်လဲညောင်းတယ်လဲလုံလာတာများပြီလေးလာတဲ့အာယုံပေါ်လာလိမ့်မယ်ခြေတော်တစ်ချောင်းကနေအာယုံပေါ်လာလိမ့်မယ်အာယုံကိုဖမ်းပြီးပေါ်တဲ့အာယုံဘယ်ကများလာတယ်လဲဒါကိုပြန်ဖော်ရင်လည်းမလိုက်တဲ့ဘယ်လိုမနော်ကိုယ်တိုင်းသာရှာကြပြီတော့မိမိတို့ရှာပေးရင်လည်းမလိုက်တဲ့ဘူးဖြစ်တော့တယ်ပေါ်တယ်တွေးတဲ့အာယုံကဘယ်ကလာတယ်လဲစိတ်ကလေးကစကားပြောတယ်တဲ့စကားပြောတဲ့အာယုံကဘယ်မှာလဲစကားပြောတယ်လို့ပြောတဲ့ဥစ္စာကဘယ်လိုလဲဘယ်မှာလဲပြောတယ်ဆိုတဲ့တန်လေးစိတ်ကလေးပြောလိုက်တယ်
ပြောလိုက်တဲ့စိတ်ကလေးကိုပြန်ကြည့်ရတာဘယ်လိုလဲဘယ်မှာလဲပြောတဲ့စိတ်ကလေးကငါလားမိန်းမလားယောက်ျားလားမျိုးသမီးလားပုဂ္ဂိုလ်လားတရံမရှိဘဲနဲ့ပြောနေတဲ့တဘောလေးငါညောင်းနေတဲ့ငါညောင်းတယ်ဆိုတာဒိဋ္ဌိကလျှောက်လေချတာပဲမလဲငါညောင်းတာမဟုတ်ညောင်းတယ်ဆိုတဲ့စိတ်ကိုပြန်ကြည့်ရတာစိတ်ကိုပဲကြည့်ရုပ်ကြီးမကြည့်နဲ့ရုပ်ကြီးကြည့်လို့သွားညှိတာကြွားခြင်းမခြင်းလေးတယ်ညောင်းတယ်ထုံးတယ်မရှိတာကြီးသွားရှာတယ်ရှိတာကိုလိုက်စိတ်ရှိရှိမရှာဘူးတဲ့အရိယာဖြစ်မဲ့ဘုကရှိတာကိုရှာတာနော်သိတာကိုရှာတာသဘောလေးပဲဩသူတဘောတူဆောင်းနေတဲ့တဘောတဲ့ဓမ္မတဘောပြနေတတ်တဲ့တဘောကဓမ္မတရားကြီးအာဓမ္မကင်းပြီးတော့ဓမ္မတတ်တဲ့ပြနေတတ်တဲ့ဓာတ်တဘာဝကတို့လိုဖောက်ပြန်နေတတ်တဲ့တဘောပဲလေတလဲညောင်းတလဲပြောင်းကျင်တလဲပေါ်နေတဲ့အာယုံကိုပဲကြည့်အာယုံကိုဘယ်သူဟောတယ်လဲငါပဲလားငါမဟုတ်ဘူးနော်ဖော်တတ်တဲ့အာယုံငါကိုပြန်ရှာလိုက်တဲ့ငါဆိုရင်လည်းငါပြန်ရှာလိုက်ပဲမလဲငါလားငါလို့ပြောတော့သူ့လိုတဲ့ခင်ဗျားတို့မျိုးပြောတာနော်စကားကိုစိတ်တောင်မျိုးပြောနေတာတယောက်တည်းကလေးကလေးကြနေဒီဘောက်ကိုတစ္ဆာဆိုဘယ်လိုလုပ်ရမလဲတစ္ဆာဆိုမှမောကြိုးပြမွေကိုင်းခံမှာကိုဗန်တို့နေရင်ကောင်းလေဦးမယ်နော်ကိုဂရိမတိပဲလိန်နေတာစိတ်မှလည်းလိန်ခံရတာကြည်သမ်းဩသူ့လိုပြောတော့ငါတဲ့ငါလိုပြောတော့သူတဲ့ဘယ်လိုတွေဖြစ်တာလဲဒါကြောင့်ခင်ဗျားတို့လောကပြတ်တာဒီလိုပုံကိုယ်တွေများလာလို့ကိုယ့်တဲ့ဆိုးတာတွေများတော့ပုံမဆိုးဘူးလားတရေတာကိုယ်စိတ်နဲ့ကိုယ်တော်မတဲ့ဘူးကြည်သမ်းတို့လိုထားလိုက်ပါတော့ငါဖြစ်တော့တယ်ငါလိုဆိုသူ့လိုတဲ့ကဲငါဆိုတဲ့တရားကြီးရှာလိုက်တဲ့ဖောက်ပြန်နေတာကြီးကဘာလို့လဲရှာလိုက်တဲ့ငါတော့ပြီးကတ်ထိုင်းတာကဲငါဆိုရင်မဖောက်ပြန်နဲ့ရလားမဖောက်ပြန်နဲ့မခံစားနဲ့မပူနဲ့ခြေထောက်နဲ့ချောင်းနဲ့ငါခြေထောက်တွေမပူနဲ့အေးနေတော့လို့ပြောလိုက်ရရဲ့လားပိုင်ရဲ့လားနိုင်ရဲ့လားတေချာရှာငါဆိုရင်ငါနေရမှာပေါ့ငါကိုငါမဟုတ်လို့ငါမနေနဲ့တို့လိုပါလို့ပြောရင်လည်းလက်မခံဘူးငါခြေထောက်ကြီးတဲ့ဆွဲပြီးလှုပ်နေတာဖြတ်ခံရမယ်သေကံနီးမှကိုယ်ရောကာယတွေဖြစ်မယ်နော်မသေးခင်ကဖြင်းရှင်းတာလေးလာတဲ့ဝေဒနာထိုင်းလာတဲ့မှိုင်းလာတဲ့ဝေဒနာလေးတယ်လို့ပြောအောင်ပြည့်ညက်ပဲလေးတယ်ဆိုတာလိုက်ဆိုင်တာလေးတယ်ဆိုတာဘာကိုပြောတာလဲလေးလို့ပြောတာလေးတယ်နဲ့လေးတယ်ဆိုတဲ့စကားလုံးကိုပြန်ဆိုင်တယ်ယုတ်ကြီးလေးလာတာပြောတာလားစိတ်လေးလာတာပြောတာလားနာလေးလာတာပြောဘယ်မှာလဲဘာကိုလေးတာပြောတယ်ယုတ်ကြီးကတောင့်လာတာလားစိတ်ကြောင်တောင့်သွားတာလားလို့ဖြေကိုရှင်းအောင်ရှာယုတ်ကြီးက9ရက်နေလဲဘာမှမတူဖြစ်နေတာကစိတ်ယုံနဲ့နံဖြစ်နေယုတ်တရားဆိုတာယုတ်ဆိုတာပြည့်ညက်ရဆိုဒီခန္ဓာကြီးရက်နေပါလိမ့်မှာတော့မတာတိုင်မှာတောင်ကြီးထောက်ပြီးတော့တလာထားပုတ်တော်နာလောက်စားကြုံလည်းမပေါ်ဘူးဘာသိမလဲညောင်းတယ်လို့သိသေးလားဘယ်သိမလို့သေမမသေးခင်မှသိနေတာသိနေတဲ့စိတ်ကလေးကိုပြန်ရှုအရိယာဖြစ်နေတာလားသောတာပန်ကြီးဖြစ်နေတာဘာဖြစ်နေတော့စာရပြောတာနော်တန်တရာတစ်ချောင်းလုံးပယ်လွတ်သွားနေတာလားဖျားပွင့်တည်ပယ်ပိတ်ပြီးရောလုံးပြေနတ်ပြေဗြမပြေပျော်ကြီးနေပါလားဥစ္စာစည်းသိမ့်နေနဲ့ပယ်ငရဲ့တလိษံပိတ်တာအောက်ပုံမှာဘာလို့သွားပြောနေတာလဲတရိဒပျော်ခြင်းပျော်ထပ်ပုံတွေပဲပြောမယ်နော်မမေတော့နိဗ္ဗာန်မရောက်တာချင်းသူတို့သောတာပန်ပွားနေတာထပ်တယ်မှာပြောမှာပေါ့လုံးပြေပြောလိုက်နတ်ပြေတက်သွားလိုက်လုံးပြေပြန်ဆင်းလာလိုက်ကာမဂုဏ်လည်းကောင်းခံစားလို့မရဘူးလားသောတာပန်ပွားတယ်နဲ့ရတာပဲကာမဂုဏ်ကိုရှုနေတာမဟုတ်ပေါ်နေတဲ့တဘောကဘာလို့လဲတေချာကြည့်နိဗ္ဗာန်မဝင်ခြင်းတွေတရားရှိပါတဲ့စိတ်မရှိဘူးတော့မလို့နဲ့နော်ဒီဘဝပြောမနေတာသေကံနေပြီရိုးသွေးတော့မယ်မသားတောင့်တက်ပြီးတော့ကော့ပြန်တော့မယ်တပြေးပြေးနဲ့နော်မိတို့ဒါကြောင့်အိရှိကားကြီးမသားကားကြီးဖြတ်သွားလည်းမသိခေါင်းကြီးနဲ့ဖြတ်သွားလည်းမမြင်တဲ့ပြုံးဘဒုသေးလို့နာကိုကြီးတော့တကြွကြတမမတအားနဲ့ဒုက္ခတွေ့နေတာကိုဒုက္ခမမြင်ဘူးဟိုကမသားလမ်းကြည့်တယ်ကိုမတာအတုပမှန်ကိုမသိဘူးတဲ့မတာရတဲ့ကောင်းချင်းတို့မတာထင်တာနော်မတာရတာကတော့မသေးခင်ကမတာရဘူးတဲ့တာရတယ်လို့ထင်တာညစ်ကြေးတွေနဲ့ရစ်ပတ်ထုံးထည့်ပြီးတော့တငါလုံးနေတာပဲမလဲငါဟုတ်လို့လားမစင်နေချင်းချင်းကကျင်တော့တယ်ထည့်ပြီးငါလုံးတဲ့ပုဂ္ဂိုလ်တွေမရှက်ဘူးကြည်တာအဲ့ဒါငါလားဖောက်ပြန်နေအောင်ငါပဲလားတေချာစမ်းစစ်ဒါကြီးတို့တခါမှကြီးတို့မောင်းချင်းချစ်ချင်းကြောင့်မဟုတ်ဘူးနော်တေချာစစ်ခန္ဓာကပဲစိတ်ကိုပဲဒီချာဖြေရှားသွားတဲ့ဘဝတစ်ခုလုံးမှာဒီစိတ်ကိုဖြေမချခဲ့လို့ပယ်လေးပုံတန်ត្រာလဲတာနော်ပယ်လေးပုံဆိုတော့မြို့ရငရဲကြီးသွားကြည့်တယ်ဟောဒီယုတ်ကြီးဖောက်ပြန်နေတာလေးပုံကြီးပြနေတာကြီးသိရတယ်နဲ့မိမိကဘယ်ကိုတော့ရှာနေလဲဟိုဝစီအစင်းရှာမလဲဝစီမှာရေပဲရှိမယ်ဘာမှမရှိဘူးမရှိတာကြီးသွားရှာတယ်ငရဲဆိုတာဘယ်နားမှာတော့မမြင်ဘူးပဲနဲ့ကြောက်နေတာလားဘာကိုကြောက်တာလဲစာနဲ့6လို့ကြောက်တာလားလူပြောနဲ့ကြောက်တာလားလောင်ကျွမ်းနေတဲ့စိတ်ကိုကြည့်လိုက်ပါလားဒီစိတ်ကလေးသွားတာကိုပြောတာဒီယုတ်ကြီးကတော့မီးဖုံးမှာမီးဖုံးတဲ့ငရဲကမ်းမရောက်မယ်တဲ့ဘယ်မှမရောက်ဘူးခေါင်းနဲ့ထက်
လူတွေကမေးတယ်ရှုဒါပဲရောက်မဒီငရဲလားပုံတရံနေပြနဲ့ရုပ်တယ်လားဗီတို့တွေကငရဲလားဘက်ပုံတွေကငရဲလားလူပြောပါဇက်ကငရဲလားဘုန်းကြီးဗေဒကငရဲလားဒီယုတ်ကြီးဘယ်မှမသွားဘူးနတ်ပြည်လည်းမသွားနိဗ္ဗာန်လည်းမသွားငရဲလည်းမသွားသိနေတာဒီစိတ်ကလည်းဘယ်မှမသွားဘူးဟောဒီကခန္ဓာကြီးမိချို့ပြက်ပြီနောက်တစ်ခန္ဓာဆက်ပြီဘဝတစ်ခုသွားပြီပဲလေးပုံနဲ့ဘာမှမျောမနေနဲ့ထပ်သွားဖို့ကြိုးစားတော့အောက်ကိုတော့မဆင်းတော့နဲ့ဝေဒနာကိုဖြေရှားသွားပြီတော့ဝေဒနာကိုဖြေရှားတယ်တဲ့ဝေဒနာလို့ပြောအောင်ဝေဒနာလို့ပြောတတ်တဲ့စိတ်ကလေးကိုပြန်ကြည့်လိုက်တာအဲ့ဒီစိတ်ကိုပြန်ကြည့်ဩတစိမ့်မနေဘူးတဲ့မနေတဲ့စိတ်ကိုထပ်ပြန်ကြည့်တာမြင့်တစ်ထိုင်မြင့်တော့ကြည့်ပါတဲ့သွေးတဲ့အာယုန်နဲ့ပေါ်နေတဲ့အာယုန်တော့ချောက်လိုက်ရှုသွားစိတ်ချင်းနဲ့ကြည့်စိတ်ကိုစိတ်ချင်းရှုသွားတာနော်စိတ်ကိုစိတ်ချင်းရဲ့သူကဒလသက်ရှုသွားတော့လူကတို့ဘာမှအောက်ရုပ်ပေါ်တော့မရောက်တော့နော်ခန္ဓာပေါ်ဘာမှမရောက်တော့ခန္ဓာကြီးတစ်ခုလုံးပျောက်သွားအောင်ဒီရှုတာစိတ်ကိုရှုသွားတာခြေထောက်တွေတင်းနဲ့လက်တွေခြေပွားတွေမတွေးတော့နဲ့ပေါင်တွေဘာမှပြည့်ညက်တွေမထားစိတ်ကိုပြန်ရှုတာတဲ့စကားပြောတဲ့စိတ်ကလေးပေါ်လာလိမ့်မယ်နော်စကားပြောခြင်းတလို့အာယုံလေးပေါ်လာလိမ့်မယ်ပေါ်တတ်တဲ့အာယုံလေးကိုပြန်ကြည့်အာယုံဆိုတာဘာလဲမိမိတင်ညာပေးထားတာနော်ရပါဦးမလားရပါဦးမလားဆိုတာကပါဇက်စိတ်ကစကားပြောနေတာစကားပြောနေတဲ့စိတ်ကရတယ်မရဘူးသိလို့လားသူဆုံးဖြတ်ပေးတာဟုတ်လို့လားမဟုတ်ဘူးတဲ့ထင်းနေတာပူးနေပြီမဖြုတ်သေးဘူးလားညောင်းနေပြီမဖြုတ်သေးဘူးလားတဲ့အဲ့ဒါကောပါလဲဘယ်မှာလဲမဖြုတ်သေးဘူးလားဆိုတာကတရားလားဘယ်မှာလဲငါလားမဟုတ်တာဆွဲထားတာတန်တရာတစ်ချောင်းလုံးနွားခွေးမြင်းဒီစိတ်နဲ့ကိန်းပြီးတော့လူလို့ပြောလာတာကြည်တံလူစိတ်နဲ့ကြည်ရင်လူဖြစ်မှာပေါ့တဲ့လူစိတ်နဲ့မကြည့်လို့လူမဖြစ်တာနော်ခေါ်ဝသမုဋ္ဌာတာလူပါတဲ့ပြည့်ညက်ရခေါ်ဝသမုဋ္ဌာနှုတ်ကစကားပြောလို့တင်ထားလို့မပြောပဲမတင်ရတို့မှမတတ်ဘူးကြည်တံဘယ်မလဲဒီမိခန္ဓာကပြလာပြီကနော်တရားကယုတ်တရားကပြပြီးရကြီးတဲ့ကာယမှာပြပြီးကြွားလိုက်မလိုက်ကြီးမလုံးနဲ့မလိုလိုက်နဲ့သူ့လိုပြလာတယ်ခန္ဓာကြီးကစိတ်ကိုပြန်ရှာတယ်တော်ကျင်သိကြီးပေါ်လာတော်ကျင်စိတ်ကိုပြန်ကြည့်တယ်တော်ကျင်နဲ့ဖြုတ်ကျင်နဲ့တန်ငါငါနဲ့ခေါင်းလဲဖြူကုန်ပြီဘယ်မှလဲတရားဆိုတာကမိမိတွေးနေတာတော်ကျင်ပြီမရတော့ဘူးတဲ့မရတော့ဘူးလို့ပြောနေတဲ့စိတ်ကလေးစကားပြောတာဘယ်သူလဲတေချာချာတန်းမိမိစိတ်မှာစကားပြောနေတဲ့ပုံကိုဘယ်သူလဲလို့ပြန်မေးစမ်းငါပဲလားငါဆိုရင်ဒိဋ္ဌိမျိုးတွေပေါ့ပိဋ္ဌာမျိုးတွေတိဋ္ဌာမျိုးတွေတန်ငါငါဖြစ်တာကအဲ့မျိုးတွေပဲလာတာအဲ့ကလာလို့ရှိမှာပရိဒါစိတ်ကိုလျှော့ချပြန်ပြီးအာယုံပေါ်မှာတန်ငါငါဆွဲလာတာဥပဒံကြောင့်ကံဖြစ်ရတယ်ကံကြောင့်ဇာတိရရတယ်ဘယ်မှလဲဇာတိဆိုတာကောရှိလားဘာကိုပြောတာလဲမရဏကောရှိလားတေခြင်းဆိုတာရှိလို့လားမသေးပါဘူးဒီရုပ်တို့လိုသေးသွားတာသေတယ်ဆိုတာလိုက်ရှာတယ်တန်ဘယ်မှလဲရုပ်ကြီးချုပ်သွားတာကိုပြောတာလားငါသေးတာလားရုပ်သေးသွားတာလားရုပ်သေးသွားတာနံသေးသွားတာငါသေးတာမဟုတ်တာတဲ့မသေးတဲ့စိတ်ကလေးမရှိဘူးလားရှိတာပေါ့ငြိမ်းပြီးခန္ဓာကြီးကျဲတော့ဖောက်ပြန်နေငြိမ်းနေတဲ့သွားရှိတယ်လားဘယ်မလဲလောကထဲမှာချပြကြမရှိတဲ့စကားတွေရှိတယ်ဘယ်မလဲတရားဆုံးဖြတ်ငြိမ်းပြီးမတော်သေးနဲ့မလိုလိုက်နဲ့စိတ်ကိုမလိုလိုက်နဲ့ဘာမှမဖြစ်ဘူးရောရဲကြီးမလုံးနဲ့ရဲကြီးမလုံးနဲ့တရေထားမလွင့်တော်သည်နဲ့ပြန်လွန်နေရအာယုံရောပြောလို့မနော်လိုလိုက်ခဲ့တာများလို့ခန္ဓာရလာတာတန်တရာတစ်ချောင်းလုံးလိုလိုက်လာတာကြည်သားကြွားတယ်လဲမာတယ်လဲပြင်းညင်တယ်လဲညောင်းညင်တယ်လဲမိခြေထောက်ကိုတခြားကြည့်လိုက်တာခြေပြားကနေပြီးစပြီးတော့တခြားကြည့်မယ်ခြေပြားကစပြီးတခြားကြည့်လိုက်ဘယ်မလဲလဲလာတဲ့လက်ကကောငါလားမဟုတ်တာသွားမကနဲ့နော်သူ့လိုလဲလာတာခြေပြားတစ်ချက်ကပိုးပြီးတင်းပြီးတောင့်ပြီးညောင်းပြီးတကောက်ကြီးပါတောင့်လာပြီးပေါင်ထိတောင့်သွားတာကဘယ်လိုလဲတောင့်သွားတယ်လို့ပြညတ်ပေးလိုက်တာတောင့်သွားတယ်လို့ပြောတာကိုပြန်လိုက်ရှာကြည့်လိုက်တာဖြေကိုပြန်ရပေါ်နေတဲ့အရာကိုအကုန်လုံးပြန်ပြီးစီစစ်ပါတဲ့ခန္ဓာကပဲပြန်ပြီးကြသွားနော်ပရိဒါမလွင်သေးနဲ့တရိဒါမလွင်သွားသေးနဲ့တရိဒါပြီးမမှန်လေးလိုက်မယ်နော်အာယုံမလွင်သေးနဲ့တတိလေးကပ်ပြီးကြည့်လိုက်ပါခန္ဓာတစ်ခုလုံးမှာမိမိရထားတာဘာတွေလဲလို့မိမိကိုယ်မိမိမေးရမှာနော်သူတစ်ပါးမေးရမှာပေါ့ကိုယ်စိတ်ကလေးကိုစကားပြောနေတဲ့စိတ်ကလေးကိုပြန်မေးလိုက်တယ်စကားပြောတယ်နဲ့ငါလောကမှာပြောနေတာဟောလူဒီလူ
ဒီလိုစိတ်ကပြောပြီးပြန်ထွက်သွားတဲ့အာယုံလေးပဲမလဲအဲ့ပြောတဲ့လူကဘယ်သူလဲတဲ့မေးတာကဘယ်သူလဲလို့ပြန်ပြောလိုက်တာမမေစိတ်ကိုပြန်ကြည့်လိုက်တာစကားလို့ပြောနေတဲ့ဩညောင်းနေပြီဆိုတဲ့စကားလုံးကိုထွက်လာတဲ့တန်ကဘယ်နာကလဲမမေစိတ်မှာထွက်နေတဲ့တန်လေးကိုပြန်ကြည့်လိုက်တာဘယ်လိုလဲဘယ်မလဲရှိရဲ့လားမရှိဘဲနဲ့ဘယ်လိုလုပ်ထွက်လာလဲဩတခြားဖြေပေါ်လာလိမ့်မယ်နော်ခန္ဓာဘောကပေါ်လာလိမ့်မယ်မမေတင်ညာပေးထားတာဟိုကဘယ်သူဒါကဘယ်သူထားလိုက်တော့ကိုတောက်နေလို့ပြောတာအဲ့ပြောတဲ့စကားပြောတတ်တဲ့စိတ်ကလေးကိုပြန်ကြည့်လိုက်တာပြန်ထွက်လာတဲ့တန်ကိုမကြည့်နဲ့စိတ်မှာပြောနေတဲ့သဘောလေးကဘယ်သူလဲငါပဲလားငါမဟုတ်ဘူးနော်တော့လို့ပြောနေငါဒီကုံဖားခဲ့လိုက်တော့ဒီယုတ်ကြီးပါခွာလိုက်တော့ယုတ်ကြီးဘောကနေစိတ်ကလေးကတင်ညာပြောလိုက်တယ်ဘယ်သူပဲဝါဘယ်သူလို့ပြောတဲ့တန်လေးကိုပြန်ကြည့်တယ်စိတ်မှာကြားရတဲ့တန်လေးနားကမဟုတ်ဘဲနဲ့စိတ်မှာကြားတဲ့တန်လေးကိုပြန်ပြီးကြည့်လိုက်ဘယ်သူလဲဘယ်မှလဲဘယ်နေရာကထွက်လာတာလဲစိတ်ချင်းစကားပြောနေတဲ့သဘောနော်တယောက်တည်းလေမရတော့ဘူးတင်းနေတယ်မရတော့ဘူးဆိုတော့ဘယ်နာကထွက်လာအဲ့စိတ်ကိုပြန်ကြည့်တယ်မရတော့ဘူးလို့ထွက်တဲ့စိတ်ကဘယ်မှလဲခန္ဓာထဲမှာလားအိုထဲမှာလားကြောက်ကပ်မှာလားနှလုံးမှာလားမျက်လုံးမှာလားမဟုတ်ဘူးနော်ဒါတနာကင်းနေတာမိမိကမသိတာတငါငါဖြစ်နေတာတတိတပရိဒါမလွန်သေးနဲ့ပရိဒါမလွန်သေးနဲ့မလွန်သေးနဲ့တတိလေးကပ်ပြီးမမှန်လေးပဲသွားမယ်နော်မြေရောမတော်သေးနဲ့မောဟကြီးတွေနဲ့လိုက်နဲ့တေချာကြည့်မယ်တေချာလေးခြေတော်နှချောင်းကနေဖြန့်ဖြည်းဖြည်းချင်းလေးကြည့်မယ်လွယ်မတော်သေးနဲ့မျောပြီးလိုက်နေတတ်တဲ့သဘောတွေနော်ယုတ်ကြီးပေါ်မှာစီးပြီးမိမိသုံးတတ်နေတာတွေးနေတဲ့အာယုံနဲ့အာယုံဆိုတာလည်းမရှိတာကိုသိတယ်အာယုံလို့ပြောတဲ့စကားလေးကိုပြန်ကြည့်ကြည့်ကိုယ်စိတ်နဲ့ကိုပြောနေတဲ့စကားကိုဘယ်ကထွက်လာတယ်လဲခန္ဓာနဲ့ဘယ်နားမှာရှိတာလဲလေချောင်းထဲမှာလားလေချောင်းထဲမှာလားရှိတာလားနှောက်ထွက်လာတာကလေချောင်းကလားဘယ်ကလဲတေချာပြန်ရှာဘိုက်ထဲမှာဘယ်နားနေတာလဲပြင်ကိုထွက်လာတဲ့တန်ပြင်ကထွက်တာလားတွင်းကထွက်လာတာလားလို့တေချာပြန်ကြည့်မယ်နော်ထွက်လာတဲ့တန်လည်းမိမိစကားပြောတယ်စိတ်ကလေးကပြောတယ်စိတ်ဆိုတာဘယ်နားထားတာလဲပြန်ကြည့်တယ်အဲ့ဒီကဘိုက်ထဲမှာလားအိုထဲမှာလားကြောက်ကပ်မှာလားဇေဘင်မှာလား32ခုဌာနထဲမှာအဲ့စိတ်ပါရဲ့လားတန်ထွက်လာတဲ့စိတ်ဒီသားပြင်ကိုပြောလိုက်တော့တွင်းမှာပြောနေတဲ့စိတ်ဘယ်ကယာလာတယ်လဲလို့မိမိကိုယ်တိုင်ဖြေရှာစိတ်ကြောင့်တည်ခြင်းစိတ်ကိုပြန်ရှုတဲ့စိတ်ကိုပြန်ရှုတော့ဘယ်စိတ်ပြန်ရှုမလဲတဲ့စိတ်ကမိမိကဖောက်ပြန်လာတဲ့စိတ်ပဲပြောနေတော့မဟုတ်ဘူးအဲ့ဖောက်ပြန်တယ်လို့သိနေတဲ့စကားပြောတယ်တင်ညာပြောကြည့်လိုက်ခြေထောက်လိုပေးထားတင်ညာအဲ့ပြောတတ်တဲ့စကားကိုဖြေပြန်ရှာတယ်ကိုယ့်ဘဝကိုဖြေရှာပါတဲ့ဘယ်မှာလဲပြောနေတဲ့အာယုံကမြင်ရလားတစိမ့်ဖြစ်တစိမ့်ပြတ်နေတာမိမိမသိလို့တစိမ့်တယ်ထုံးပြတော့ရရဲ့လားလိုက်နိုင်ရဲ့လားမြင်ရဲ့လားမမြင်ဘူးနော်ပြင်ကိုထွက်နေတဲ့တန်တွင်းမှာပြောနေတဲ့စကားနှုတ်ကပြောပြီးနှုတ်မထွက်ပဲနဲ့ဗဇမဟာပဲနဲ့စိတ်ကလေးကတင်ညာပေးနေတာပူတယ်ကြိုက်တယ်ပူတယ်ဆိုတာမိမိပြောတယ်ပူတယ်လို့တွေးလိုက်တဲ့အာယုံကဘယ်အားပေါ်လာလဲအာယုံကိုပြန်ဖတ်အာယုံမရှိရင်လည်းမိမိမသိဘူးစိတ်လို့ပြောနေလဲအာယုံနဲ့ပူတယ်ကြိုက်တယ်တဲ့တွေးနေတဲ့အာယုံပဲမှာလဲအာယုံကအုံနောက်ထဲမှာလားအုံနောက်ကြီးချုပ်ပုံထားလိုက်အဲဆိုရင်အုံနောက်ထဲမပါဘူးသပင်နဲ့လည်းမပါဘယ်မှာထွက်တာလဲမရတော့ပါဘူးဆိုတော့ဘယ်မှာလဲရသေးပါလေဆိုတော့ဘယ်မှာလဲဖြေရှာတေချာဖြေရှာတတိထားလွယ်မတော်သည်နဲ့မျောပြီးလိုက်မတော်သည်နော်အာယုန်နဲ့ရှင်ပြီးဆက်ဆက်ပြီးတော့ပေါ်လာတဲ့တဘောပဲသူတဘောသူဆောင်းနေတာယုတ်ကြီးကသူတဘောသူဆောင်းတာမိမိကတင်ညာတွေလိုက်ပေးပြီးတဏ္ဍာငါနဲ့ဥပဒဏ်တွေဆွဲပြီးတော့တဏ္ဍာမာနဒိဋ္ဌိတတ္တရဒိဋ္ဌိဩဇေတာဒိဋ္ဌိတဲ့ယုံမမှန်ပါတယ်မိမိတို့ကဘယ်မှာလဲဆွဲမားတယ်ငါကြီးတွေဆွဲပြီးတော့မိမိတို့မိစ္ဆာဒိဋ္ဌိယူဝါဒတွေပါကိန်းလာတဲ့ဖြစ်လာတယ်နော်ဗုဒ္ဓဘာသာတွေမှားကြီးကျူးလွန်လာတယ်ဒါကြောင့်ပယ်လေးပုံကြီးသွားတာဗုဒ္ဓဘာသာစစ်တယ်ဆိုရင်ပယ်လေးပုံပယ်သွားလိမ့်မလို့အကုန်လွတ်တယ်ဘာလို့လဲဆို၅ပါးလုံးနဲ့ပယ်ကြကြမရှိဘူးတဲ့ဩဒီဟိုမှာပယ်ကြမဲ့လူလိုက်ရှာတာတယောက်မှမတွေ့ဘူးတဲ့မြန်မာနိုင်ငံမှာပယ်လွတ်တဲ့လူတယောက်မှမတွေ့ဘူးကြီးသားဘလောက်ရှက်ဖို့ကောင်းလဲတင်ငန်းတွေလည်းပတ်ထားတယ်လူတွေလည်းရှိတယ်ငရဲသားယုတ်ကြီးတွေပေါက်လာပြီလောဘယုတ်ကြီးဒေါသယုတ်ကြီးမောဟယုတ်ကြီးတွေကိလေသာယုတ်ကြီးတွေဘယ်မလဲဒီဟိုနိုင်ငံနဲ့သူရဲ့လားဒီဟိုသာသနာနဲ့ក៏သူရဲ့လားရှင်းနောက်သွားတာနော်ဒီဟိုမှာသောတာပန်နေကြီးမလို့တရားဟောမရတော့ဘူးတဲ့ယဟန္တာတွေလိုက်ရှာတာပုရုသင်ရှားမတွေ့ဘူးတဲ့တို့နိုင်ငံမှာအရိယာရှားမတွေ့ဘူးဖြစ်နေဘယ်မှလဲအရိယာရှားရင်လည်းပြောပြီးမျိုးပုရုသင်တွေကတိုက်ပြီးငါမိုက်သားတွေကြီးပဲနော်ခင်ဗျားတို့လူမိုက်တွေကိုယ်ွယ်နေတာ
လူလိမ္မာဖြစ်အောင်လို့လူမိုက်ကြီးတဲ့ဆရာတဲ့ခမရတို့ကလက်တွဲခုံချတော့မှာလားတေချာဖြေချကိုဖြေချမှန်ပါဖေဟာဟုတ်ပါဖေဟာတွေမလုံးနဲ့ခမရတို့မရှိတာတွေရှားလာတာတိတ်ကဘယ်မလဲအဲ့တိတ်ကိုပြန်ရှုလိုက်တာတိတ်ဆိုတာပြန်ရှုလိုက်တာမားကိုပြောနေတာမဟုတ်ဘူးတကဘာလုံးမပဲလွတ်ရင်လွတ်လို့မှမြန်မာနိုင်ငံမှာကြစရာတွေကြည်ပဲတွေးကြည့်လိုက်တော့ကြည်သားမြင်လိုက်တော့တနိုင်ငံလုံးကလူလိန်နဲ့လူညာတွေကလိန်ကြက်တွေအောက်တန်းစားတွေစိတ်ဓာတ်တွေကဒီနိုင်ငံပဲရှိတာဘယ်နိုင်ငံမှမရှိဘူးတဲ့လိုက်ရှာလိုက်တော့များသောငရဲကြမှာမြန်မာပြည်ပဲတဲ့ဘယ်မှမရှာနဲ့တရေထားလွင်မတော်သည်နဲ့မလိုလိုက်နဲ့တော့မလိုလိုက်နဲ့လွတ်အောင်ယုံဒီလိုပုံကနေမိမိလွတ်အောင်ယုံမှရမယ်ဒီလိုဌာနဒီလိုဘဝတွေသွားရတာလည်းချင်းတူပေါ်ကတဏ္ဍာဘောပဲတကားပိတ်ပြီးစိတ်စိတ်ချချသွားလို့ရတယ်နော်တရေထားမလွင်တဲ့နဲ့မိမိပေါ်နေတဲ့အာယုံကိုပြန်ရှုမယ်တတလုံးတန္တရာတစ်ချောင်းလုံးမိမိတို့မှာခန္ဓာကိုမဆုံးဘူးဆုံးဖို့လည်းပြမဲ့ပုံကိုမရှိဘူးဆုံးအောင်ပြတော့လည်းပြဿနာလိုက်ရှာအကြည့်သားကိုရှာတဲ့ပြဿနာကပိုကြီးပါတယ်တဲ့သူတစ်ပါးဘလောက်ပဲရှာဟောဒီကခန္ဓာကြီးမှာရှားနေတဲ့ပြဿနာလည်းကြီးတာရှိသေးလားသူတစ်ပါးရှာတာကမကျေနပ်ရင်လူများနိုင်ငံပြောင်းသွားလို့ရသေးတယ်တဲ့ခန္ဓာကလူမိုက်ကြီးကြတော့ဘယ်မှထွက်မရဘူးနော်ရွာတဲ့ရက်ထဲလူမိုက်ကလိုက်တရင်နိုင်ငံတကာပြေးရသေးတယ်နိုင်ငံခြားသွားနေပြစ်ကင်းကောတဲ့တဏ္ဍာငါနဲ့တဏ္ဍာငါငွေရှိရင်ပြောင်းရတယ်ဘာလဆိုတဲ့နှိမ့်ဆက်တဲ့လူမိုက်ကြီးကတော့ဘယ်ပြေးပါသွားတာခန္ဓာကြီးကလူမိုက်ကြီးကတော့နိုင်ငံတကာမဟုတ်ဘူးကောင်းကင်မှာပဲနေပါလာပြီနော်နှိမ့်ဆက်ပြမဲ့ဝေဒနာကိုရဆက်နှိမ့်ဆက်တတ်တဲ့ရန်သူမျိုး၅ပါးမိမိဘယ်မှပြေးမရတဲ့ရန်သူမျိုး၅ပါးဒီခန္ဓာမှာပြလာတာမိမိကိုရောက်နေရနေနှိမ့်ဆက်ပြရစီလို့စိုးတွေပန်ပြီးကတ်များပါလာတယ်လားတရေတာလွယ်မတော်သည်တဲ့ကိုနှိမ့်ဆက်နေတာဘယ်လိုမှမသိဘူးဟိုလူကနှိမ့်ဆက်တယ်ဒီလူကနှိမ့်ဆက်တယ်နဲ့ထင်းနေတာကိုနှိမ့်ဆက်တာတော့ပုံမစိုးဘူးလားပြီးတဲ့လာတွေဖုံးမဲနေတာပလက်ကလေးလန်လိုက်ဇိမ်ကြလိုက်စီစိမ်လေးနဲ့နေလိုက်သမင်းလေးစားလိုက်ဒီလိုနှိမ့်ဆက်မှာပါလားလို့မြင်အောင်ယဉ်ကြည်တဲ့ဘုရားကဒါလေးမှာရဆက်တနေ့တော့နှိမ့်ဆက်တော့မှာနော်ငိုပွဲကိုတနေ့မရှိမဆန့်နှွှဲရမှာချင်းတူတဲ့မိမိဝမ်းမြောက်စွာဖြင့်မိမိကိုမိမိသုံးတတ်နိုင်အောင်ကြိုးစားပါတဲ့ဒါမှအရိယာဖြစ်မှာနော်တရေထားလွယ်မတော်သည်နဲ့မျောပြီးကတ်လိုက်မတော်သည်နဲ့ကာယလေးပုံမှာမိမိပြနေတဲ့ဝေဒနာလေးကိုမိမိရှာလိုက်တာပြနေတဲ့ဝေဒနာကောဘယ်သူလဲဝေဒနာလို့ပြောတဲ့စိတ်ကလေးကိုပြန်ရှာစိတ်ကိုပြန်ရှာတော့စိတ်မတွေ့ဘူးတဲ့စကားပြောတဲ့တန်လေးစိတ်ကလေးကပြောတဲ့တန်လေးတဲ့ဟုတ်ပြီအဲ့စိတ်ကလေးကစကားတွေပြောနေတဲ့ဟာလေးကိုပြန်ကြည့်လိုက်တာဘယ်မလဲပြောနေတဲ့ကဘယ်နေရာကပြောတာလဲလေချောင်းကလားတွင်းထဲကတဲ့နှလုံးကလားနှလုံးကိုပြင်ကိုခဏစိတ်နဲ့ထုတ်ထားကြည့်လိုက်တဲ့ပြောတဲ့စိတ်မရှိဘူးလားခြေပြားကပူပြတယ်တဲ့ခြေပြားပူတယ်လို့သိနေတဲ့စိတ်ကတစိမ့်ထပ်ဝင်လာပါလားလို့သိသွားလိမ့်မယ်နော်မိမိနှလုံးမှာစိတ်ကိန်းနေတယ်ဘဝင်မှာကိန်းနေတော့ဘဝင်ကိုပြင်မှာခဏချထားလိုက်ဘဝင်ဒုတ်ကြီးပြင်မှာခဏချထားလိုက်စမ်းတွင်းထဲကကလီတာဒုတ်ကြီးပြင်မှာခဏထုတ်ထားလိုက်ဒိုးရိုးပေါက်ကြီးမြင်နေလိမ့်မယ်ဘယ်မလဲဒိုးရိုးပေါက်ကြီးမြင်ရောတဲ့ဝေဒနာချုပ်ရလားတေချာကြီးတွင်းထဲကကလီတာတွေတွေးတောနေတာကြံစည်နေတာဗိုက်ထဲမှာရှိသလားဟုတ်သလားလို့ဖြေရှာမယ်နော်ဟုတ်သလားတွင်းထဲမှာလားနှလုံးမှာလားသဲမှာလားမရှိပါဘူးတဲ့တွေးနေတာစကားတွေပြောနေတဲ့ဟာကိုပြန်ရှာတယ်မိမိတယောက်တည်းစကားတွေပြောတစိမ့်တန်းတဲ့စကားတွေပြောအိမ်ရဲတွေပြန်ပြီးအိမ်မက်တွေမတ်နေတဲ့အိမ်မက်ကဘယ်သူမတ်ထားလဲငါလှုပ်တာပြင်ထွက်ပြီးငါလှုပ်တာဒိဋ္ဌိတနာကသူလှုပ်တာနော်လူတတ်တာကသူများငါတတ်ပါတယ်သူကြွေးကြော်တာကတယောက်ဖြစ်နေတယ်ဒုဒကဒကမတွေတရားခံနဲ့မှားနေတယ်ကြွားလို့မှုနဲ့တရားခံနဲ့မှားခဲ့တာနော်ဘဝတစ်ခုမှာဖမ်းခံရတာပဲဖတ်တင်တယ်လို့ပဲတဲ့ကိုလည်းမတ်နေတာကစိတ်ကသူ့လိုမတ်နေတာပြင်ထွက်တော့ငါအိမ်မက်တယ်လို့တာဘယ်မှလဲအဲ့မတ်တယ်လို့ပြောတဲ့စိတ်ကလေးကိုပြန်ကြည့်လိုက်စမ်းကိုဖောက်ပြန်နေတယ်လို့တွေးနေတဲ့အာယုံနဲ့အာယုံကိုမိမိတွေးတတ်တဲ့ဖော်တတ်တဲ့သဘောကိုပြန်ကြည့်စမ်းမျက်စိလဲသွားမယ်ထင်တယ်မိမိတော့တွေးတတ်တယ်မရတော့ဘူးလာပြီတဲ့မျိုးပြောနေတဲ့စိတ်ကိုပြင်ထုတ်လိုက်စမ်းပြင်ထုတ်လိုက်ရင်ကမရှိတော့ဘူးလားတဲ့ဖောက်ပြန်မှုမရှိတော့ဘူးလားပြနေတာကတော့ဒီတိုင်းပါပဲတဘောစောင်းနေတာ
သူတဘောပဲတူပြနေငါတဘောကြီးများလားဘယ်မလဲမရှိတာတော့မရှာနဲ့တွေးနေတဲ့အာယုံကိုပြန်ကြည့်အာယုံလို့ပြောတဲ့စကားလေးစကားလို့စိတ်ကပြောတယ်တဲ့ပြင်ထုတ်ပြောတော့ဖယားတပည့်တော်နဲ့ပြောတာဖယားလို့ဘယ်နေရာကထွက်လာတာလဲအဲ့ဒီစကားလေးကိုစိတ်ကလေးနဲ့ပြန်ကြည့်လိုက်စမ်းမိမိပြောတတ်တဲ့ဖယားလို့ထွက်လာတဲ့တန်ထွက်လာတာဘယ်ကထွက်လာလဲဗဇက်ကလို့မပြောနဲ့ဗဇက်မပါလဲစိတ်ကပြောနေတာပိုင်မိမိဗဇက်ကပြောလို့လားခုစိတ်ထဲမှာမရတော့ဘူးချွေးတွေထွက်လာပြီပေါင်တွေတောင့်လာပြီလို့သိနေတဲ့စိတ်ကဘယ်မှာလဲဘယ်နေရာမှာနေတာလဲဗိုက်ထဲမှာလားနှလုံးမှာလားကြောက်ကပ်မှာလားမဟုတ်ဘူးအုံနောက်ထဲမှာလားဘယ်မှာလဲအုံနောက်ဖောက်ပြီးကြည့်ကြည့်လိုက်စမ်းစိတ်နဲ့ဖောက်ပြီးပြင်ချထားလိုက်အောက်ကဖောက်ပြန်နေတာကမတည်ဘူးလားနှလုံးကိုထုတ်ပြီးပြင်ထားလိုက်နှလုံးနဲ့အုံနောက်ပြင်ထုတ်ထားလိုက်စမ်းသွေးတော်တဲ့စိတ်မရှိတဲ့ရှိနေနေတာပဲတဲ့ဘယ်မလဲတွေးနေတာဘာလို့လဲဖြေရှာတေချာလေးဖြေရှာမယ်မိမိခန္ဓာမှာတွေးနေတယ်ဩရှင်ဘုရားတပည့်တော်အဲ့ရှင်ဘုရားတပည့်တော်လို့ပြောတဲ့စကားလေးပြန်ရှာတယ်စိတ်ကပြောပြီးပြန်ရှာကြည့်တယ်ဘယ်နာကထွက်လာတယ်လဲအဲ့စိတ်ဘယ်နာမှာလဲစိတ်ကိုပြန်ရှုဆိုတော့စိတ်တစ်လုံးနိုင်ဖို့လွယ်ရဲ့လားလို့မိမိကိုယ်တိုင်ဖြေတွေ့လာတယ်မလွယ်ဘူးမလွယ်တော့ညလေဖောက်ပြန်တိုင်းကိုဒီစိတ်ကြောင့်မလားလို့တရားခံကိုသိအောင်ပြန်ရှုတဲ့အရိယာဖြစ်ခြင်းသူ့ရဲ့တဘောသူ့လိုပေါ်တတ်တဲ့တဘောတွေကိုပြန်ကြည့်တော့ဒီစိတ်ကြောင့်သိသွားတာပေါ့ကမဟုတ်ဆိုရင်လဲနေတာစိတ်ဘယ်မှာနေလဲစိတ်ဘယ်မှာနေလဲခန္ဓာကြီးမိဖို့တော့ဒီစိတ်ဘယ်သွားပုံနေတော့ပူတယ်လည်းမပြောအေးတယ်လည်းမပြောညောင်းတယ်လည်းမပြောတေးတယ်ဆိုတော့ဟိုဘက်ကဘယ်သွားနေတော့ဟိုဘက်လည်းမနေဘူးဒီခန္ဓာ၅ပါးရတော့ဒီနံကနေညွတ်ပြတဲ့သဘောပေါ့လို့ကိုယ်တိုင်မှမသိတာမိမိတို့ယုံနံကွဲတယ်ယုံနံကွဲတယ်နော်ကိုယ်စိတ်ကိုမမြင်မဲနဲ့ပရမတ်ယုံနံဘလို့လုံးမြင်မလဲမြင်နိုင်တယ်နော်တေချာနှလုံးသွင်းမမြင်တဲ့အကြောင်းမရှိဘူးလွဲကြတယ်တခုမှမရှိဘူးဟောဒီကစိတ်ကိုပြန်ပြီးတော့ဒီတကစိတ်ကိုပြတယ်နောက်တကစိတ်ကိုပြန်ဖမ်းမယ်စိတ်ကိုဖမ်းတဲ့ခါကျတော့မိမိဘလို့ဖမ်းမလဲတဲ့နောက်တစ်ပွဲကျတော့တခါဒီစိတ်ဖြစ်ပုံနဲ့စိတ်ကနေပြီးတော့ဘယ်ကလာတယ်ဘယ်ကိုညွတ်ပြတယ်ပြင်ကိုပြန်ပြီးထွက်ပြတာစိတ်ကမျိုးပဲတွဲမှာနှုတ်ကပြောတော့ပြင်မှာချောတယ်လှတယ်ဝတယ်လို့မျက်စိကိုထွက်ပြီးတော့မိမိကြည်တန်းကိလေသာဖြစ်ကြောင်းကိုပြန်ထွက်ကြည့်တယ်နားလေးကလည်းဆွန်ပြီးตาရတဲ့တန်လေးကြားကျင်နေတယ်ကြည်တန်းလျှာပေါ်မှာလည်းသူရှိတာပဲတဲ့မိမိရဲ့ခန္ဓာ၅ပါးပေါ်မှာตาရလိုမှုတတ်မှတ်လိုမှုမြင်တယ်ချောတယ်လှတယ်သွေးနေတာချောတယ်လို့ထွက်လာတာဘယ်ကလဲမျက်စိလှည့်ချသွားတာနော်မိမိစိတ်ကသွေးမှရှိပြီးပြင်ကိုလှည့်ချသွားတယ်ဒီတန်းမျက်လုံးကြီးနှလုံးမြင်ရတဲ့အာယုံကြီးကိုမိမိကိလေသာဖြစ်အောင်ဆွဲယူတာတဏှာဒိဋ္ဌိဆွဲယူပုံနော်ဒါကြီးတို့ကမှကြီးတို့ကနားလဲမှာမဟုတ်ချက်ချင်းနားမလဲတော့ဘူးတဲ့ဒေချာနာရှားကိုပါဆွဲယူလိုက်တာသူကမိမိခုစကားပြောနေတဲ့စိတ်ကိုပြန်ရှာစမ်းတာသွေးနေတဲ့အာယုံလေးပူတယ်လို့တင်ညာလေးပေးပြီးပြန်ရှာကြည့်လိုက်ပူတယ်ဆိုတဲ့စကားစိတ်ကနှုတ်ကမဟာပဲနဲ့ဘယ်ကလာတယ်လဲပူတာကဘယ်နာကလဲဗိုက်ထဲကလားမဟုတ်ဘူးပြင်ကလားကလေးစားကလားဒေချာရှာဒေချာရှာတာတွေးတဲ့စိတ်ကလေးတသိတွေးတဲ့တသိရှာကြည့်တယ်ဖြေပြန်ရှာသေးတယ်မရှိတာကနေဘလို့လားတွေးပါလေလို့ဒီကတန်ကိုဘာရာပြန်တတ်တဲ့အတန်ဘယ်မှာလဲဘာရာရဲ့စကားဘာရာပြန်တာပဲနော်ဘာရာပြန်နေတဲ့ကောင်ကားကဘယ်မှာလဲအတွင်းထဲမှာလားပြင်မှာလားနရွက်ထဲမှာလားအုံနောက်မှာလည်းမဟုတ်ဘူးမရှိဘူးစကားပြောတတ်တဲ့ဟာမပါဘူးနှလုံးမှာလည်းမပါဘူးတဲ့ကြောက်ကပ်မှာလည်းမပါဘူးဒီတန်ကိုထွက်အောင်မိမိဘယ်ကလာတယ်လဲပြင်မထုတ်တော့လဲတွင်းမှာငုံတုတ်နဲ့စကားပြောပြီးပူတယ်တင်းတယ်ထုံတယ်ဒါကဒိဋ္ဌိတဏှာနဲ့ပေါင်းပြီးတော့ပြင်ထွက်တော့လဲချောတယ်လှတယ်မြင်တယ်ကြားတယ်တငါငါလောက်ခဲ့တာပဲမဲလဲပြင်ထွက်ပြီးလဲမိမိကိုပယ်ချသေးတယ်တွင်းမှာလဲတနှုံလုံးတွဲပြီးတော့ခံစားရသေးတယ်ကြည်တမ်းတရားဓမ္မကြီးတွေမိမိတရေထားမလွန်တော်သည်နဲ့တရေထားမလွန်သည်နဲ့ခန္ဓာပေါ်မှာပဲကြည့်မယ်နော်သေချာလေးစူးစိုက်ပြီးဖြည်းဖြည်းချင်းလေးနားမယ်ဖြည်းဖြည်းချင်းနားမယ်တမ်းမလုံးနဲ့တမ်းမဖြုတ်နဲ့လှုပ်ရှင်တကြီးနဲ့တမ်းမလုံးတမ်းမဖြုတ်နဲ့တမ်းမထိုင်နဲ့နော်ကိုလိုလိုက်နေတာများပြီဖြည်းဖြည်းချင်းလေးဖြုတ်မယ်ဒိဋ္ဌံပြီကိုယ်ချိန်ကြပြီဖြည်းဖြည်းပဲတဏှာရည်တာလေးဘာမှမမြောက်ဖြည်းဖြည်းချင်းလေးချင်းလက်ကလေးတွေဖြည်းဖြည်းချင်းလေးဆောဖြည်းဖြည်းချင်းဆောခြေပြားလေးတွေဖြည်းဖြည်းချင်းလေးမိမိလှုပ်ကြည့်မယ်
ဖဏောင်လေးတွေကြွားကြည့်လိုက်လှုပ်ကြည့်လိုက်လက်ကလေးတွေစုပ်လိုက်ဖြန်းလိုက်တကောက်ကိုဖြည်းဖြည်းချင်းညွတ်မယ်တမ်းမညွတ်တော့လေကိုဝအောင်ဆွဲရှုပါဇက်ကပြန်ထုံးလေကိုဝအောင်ဆွဲရှုပါဇက်ကပြန်ထုံးခြေပြားလေးဖြည်းဖြည်းချင်းလေးကြွမယ်နာရီမများတော့ဖြုတ်ရမှာပါမမေတို့ဒိဋ္ဌံပါရမီပြည့်ပါပြီဖြည်းဖြည်းဖြုတ်မယ်နော်